Yes, or that Padita Dida Kanyani, Tadu Kondo Ayaga, Tadu Siwa easy that the Yuziwa Lula Buku ha Yada Kaumia to Ayaga Kidu Bavalefia, Mesotia Hoja, Mesotia. That Padita Dida Kanyani, Tadu Kondo Ayaga, Tata Yugi Mutarabia, Piri, Mesotia, Silva. Tata Dia a Joe, near she can be the field of other. Do ye rather for a pizza? Do ye chinya? Do ye a nizo? But that a Johnny one. Tadia what you did a yari. Yet another don't be so funny. Tandia Mu can jogo. She you near you, David, Tina, you did that. I don't. Mali Tata, these are the words. Natumba, I enjoyed it. What to you had a kind yet. You be nine, studied the mule, I did study the mule and the middle, no, Julie Paula. Can you? I never enjoyed it. It's over what I take a second. A day how do she Bishop Bamboa, you can see it as a letter. Now, Kilidam again, what see that the canny I never Kilidam again a Bogori, my beauty, Damolo. Tamalon called it Nagabua, I never see out a Bishop Bamboa, how dear. Very low. For what you want, that let that dear would do it. You're not Can you is open Tamalon Bawa? See you, Mamma, Gina, there when I was so such a jar. That is that they had a sip father. That they are what you got money, you did idea what you got money. That is for my there will Gina, you did a level sip here. Yugi Wutuga Mahamu Solution. Yugi Huga Leve Damahamu Edamio Mesa Dimoka for Mesa Mado as Dimoka Mambe, some such a chat. Mago, Mani never. You sat her up. Some such a chat. Diego Yanka Mangumati, Mari did more of Yadani out to say you back. Yanka, Luef Mare, Misa Dati, Misa Dati. Yadani out to say you back, Nava, Mohana Dati, Yadani out to say you back, a Misa Dimoka, the Sotava. Era Oniga Yoga Babi. You need Yojana. Tata, they are a queer piali, China Jeffrey, we know young and young, Tata, they are leave you Quajabi of Yatava. Young, she died with your or the museum of your she died with your woman. Agama Tata, Adigama Tata, Okavana Tata. Patara Tata, leave you. Tata, leave you. There are somebody looked over at them. Tata, leader. Tuja, Han, Tokya, Ido, for Tara, for Tara, Miara, for Tara, Tata, leader. Tuja, Guevia, Hamadamara. Tujara and Quaja to do our Tujara check me. Tata leader, Quavia, Hamburg, Tata leader, Quavia, Tokya, Ido for no video for the Tower. Let us work. Tata leader,
ကွဲပြားဟံထုတ်ပြားဤသို့ခေါ်တတ္တလိတံကွဲပြားဟံထုတ်ပြားဤသို့ခေါ်တတ္တလိတံကွဲပြားဟံထုတ်ပြားဤသို့ခေါ်လေးတန်တတလေးတန်ကွဲပြားဟာကွဲပြားတယ်ဘယ်လိုကွဲပြားဆိုဘာကြီးကွဲတယ်တိအာဂမတတ္တနှစ်အဓိကမတတ္တသုံးဩဃပနတတ္တနဲ့လေးပတာရတတ္တအဲ့ဒါပါအဲ့ဒီလေးမျိုးတွေကအာဂမတတ္တဆိုတာကတောက်လျှောက်လာခဲ့တဲ့တတ္တတရားကိုအာဂမတတ္တလို့ခေါ်တယ်တောက်လျှောက်ဘယ်ကစပြီးတော့ဘယ်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလာခဲ့သလဲလို့ဆိုတော့သဗ္ဗညုဘောဓိတတ္တနာအဘိနိဟာရတောပဋ္ဌာယအာဂတတ္တအာဂမတတ္တနာမလို့ပြောပြရတယ်သဗ္ဗညုဘောဓိတတ္တနာသဗ္ဗညုဘောဓိလောင်းနေရာဘုရားလောင်းနေရာတို့ဤတဏ္ဍာ၌ဘုရားလောင်းနေရာတို့ဤဘုရားလောင်းနေရာတို့ဤတဏ္ဍာ၌အဘိနိဟာရတောဘုရားဖြစ်ဖို့ရာစုပန်နိဒဗျာရိခံရမှပဋ္ဌာယစယူအာဂတတ္တရှင်တိုက်တတန်နဲ့လာခဲ့ပြီဖြစ်ကြောင်းအာဂမတတ္တနာမအာဂမတတ္တမိတဲ့ဘုရားလောင်းနေရာတို့အဲဒီဘုရားစုယူတဲ့အချိန်ကစတင်ပြီးတော့လာခဲ့တဲ့တတ္တတရားကိုပါဠိလိုအာဂမတတ္တလို့ခေါ်တယ်အာဂမနတတ္တလို့လည်းဒီလိုလည်းပဲဆိုပါတယ်ဘုန်းကြီးတို့မြတ်စွာဘုရားလောက်ဒီပင်ခရာမြတ်စွာဘုရားထံမှာသူမိတာရှင်ရသေးဘုရားနဲ့ပေါ့လေနောက်90ကဘာထက်မှာဂေါရမဆိုတဲ့အမည်နဲ့ဧကံတရားဖြစ်လိမ့်မယ်လို့နိဒဗျာဒိတ်ခံယူတော်မူခဲ့ပါတယ်နိဒဗျာဒိတ်ဆိုတာကကိန်းဒီပေါ့လေတရားဖြစ်မယ်လို့သတ်မှတ်ခြင်းခံရတာကိန်းဒီဟောမိခံရတာကိန်းဒီဟောကိန်းထုတ်ခံရတယ်တရားအလောင်းနိဒဗျာဒိတ်ရတော့ဘုရားလောင်းလို့ခေါ်ပါတယ်အဲ့ဒီနိဒဗျာဒိတ်ခံယူတဲ့အချိန်ကစပြီးတော့နောက်ဆုံးဘုရားဖြစ်တဲ့အထိအဲ့ဒီအတွင်းမှာဘဝပေါင်းများစွာပေါ့မြတ်စွာဘုရားအလောင်းတော်ဒါနဆိုင်တဲ့ပါရမီဖြည့်ဆည်းမှုနေတော့အဲ့ဒီအာဂမတတ္တအပေါ်ပြုပြီးတော့ပါရမီဖြည့်ခဲ့ပါတယ်ဘုရားဘုရားလောင်းရှင်တိုက်တခါတဲ့အလောင်းတော်တဏ္ဍာမှာဒီဘဝမှာပဲဖြစ်ဖြစ်ပေါ့လူဘဝမှာပဲဖြစ်ဖြစ်နတ်ဘဝမှာပဲဖြစ်ဖြစ်ဇမဘဝမှာပဲဖြစ်ဖြစ်တိရိစ္ဆာန်ဘဝမျိုးမှာပဲဖြစ်ဖြစ်ပေါ့ဒိဋ္ဌိရှိနေကဘာတသိပါရမီဖြည့်ဆည်းဖို့ရတာပဲအဲ့ဒီတတ္တတရားကမပြည့်ဘူးဘုရားလောင်းတဏိဒဗျာတိခံရတဲ့အချိန်ကစားပြီးတော့ဘုရားလောင်းဟာအခြားမိစ္ဆာအယူဝါဒမယူခဲ့ဘူးအမြဲတမ်းတမ္မာအယူဝါဒကြီးကြောင်းနဲ့အကျိုးနဲ့ဆက်နေပါပြီးတော့အယူမှန်နေပေါ့လေယူခဲ့တဲ့တမ္မာဒိဋ္ဌိအမြဲတမ်းအယူဝါဒရှိခဲ့ပါတယ်မိစ္ဆာဒိဋ္ဌိတစ်ခါမှမဖြစ်ခဲ့ဘူးဘုရားလောင်းအဲ့ဒါထူးကြတယ်အဲ့ဒါဘာဖြစ်လို့မဖြစ်ခဲ့တယ်လဲဆိုတော့အခုအဲ့ဒီအာဂမတတ္တလက်ကကြည့်ရတယ်ပရိယလုသန္တာမှာဖြစ်တဲ့ခိုင်ကန်းတဲ့ပရိဝဖြစ်ဖြစ်မပြည့်ပြည့်နေလောက်တဲ့တရားမျိုးပေါ့လေထူးကြတဲ့တတ္တတရားပါပဲအဲ့ဒီဘုရားလောင်းဘုရားတို့သန္တာမှာဖြစ်တဲ့ဤတဗျာဒိတ်ခံယူတော်မူတဲ့အချိန်ကစပြီးတော့ရှင်တိုက်တခါတည်းလာခဲ့တဲ့တတ္တတရားကိုအာဂမတတ္တခေါ်သည်တဲ့ဒီမှာသဗ္ဗညုဘောဓိတတ္တနာအဘိနိဟာရတောပဋ္ဌာယအာဂတတ္တလို့ဆိုတဲ့အတွက်ဒီ
ဒီပိစိကဗုဒ္ဓလောင်းလျာနဲ့တာဝကလောင်းလျာဒီလည်းပဲကိန်းဒီပိစိကဗုဒ္ဓဖြစ်နေလောက်တဲ့အခြေကိန်းဒီအရိယတာဝကဖြစ်နေလောက်တဲ့အခြေကစပြီးတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းပဲအဲ့ဒီတရားမျိုးဖြစ်ခဲ့ပါတယ်အဲ့ဒါလည်းပဲအာဂမတ္တလို့ခေါ်ပါတယ်ဒီမှာကတော့အမြင့်မြတ်ဆုံးအနေနဲ့ပေါ့လေမြတ်စွာဘုရားအလောင်းအခြေခံထားပြီးဥထားပြီးတော့မိတ်ကြားထားတာပါတော့အဲ့တော့ဘုန်းကြီးတို့ပြည်သားပြီးပြပါပြီအဲ့ဒီအာဂမတ္တအစွဲပြပြီးတော့ဘုန်းကြီးတို့တချို့ဆိုတော့ကြီးများကတရားဟောတဲ့အခါမှာငါတို့ရဲ့ဗုဒ္ဓဘောရမအလောင်းဟာဘဝတစ်လျှောက်လုံးမိစ္ဆာဒိဋ္ဌိတခါမှမဖြစ်ခဲ့ဘူးလို့ဒီလိုပုံယူပြီးတော့မိတ်ကြတော်မူလေးရှိကြပါတယ်။ဘာဖြစ်လို့မိတ်ကြရတယ်လဲဆိုတော့အဲ့ဒီအကမတ္တကိုရည်ရွယ်ပြီးတော့မိတ်ကြရတာ။ခိုင်ကတ်ရလောင်းများပါလား။ဘယ်တော့မှမိစ္ဆာယူဝါဒတွေယူပြီးတော့ဘဝတွေခြောက်ချသွားတာမှုံမှားသွားတာလမ်းလွဲလိုက်တာပါရှိနေတော့လောက်တေဝါမျိုးမှာပဲဖြစ်ဖြစ်ခြေတန်းကောင်းဆောင်ကြီးပဲခြေတန်းပညာရေးဘိုင်းကယူနေရတာပဲတော့ဒီပညာဒီလေမှာညာပညာနဲ့ပြည့်စုံကောင်းဆောင်လမ်းပြရတာကြီးပဲပြည့်စုံပါတမလို့ကောင်းစားရေးအတွက်မိမိအပါဝယ်ပေါ်လိအခြားတတ္တဝါတွေကိုကျိုးမငယ်ပဲနဲ့ကောင်းဆောင်လမ်းပြခဲ့ရတာအလွဲမလိုက်ဖဲနဲ့ကောင်းဆောင်လမ်းပြခဲ့ရတာတတ္တတရားခြေခံပြီးတော့မနှကောင်းပါဘူးအဲ့ဒါကိုဘုရားဓမ္မသံဃာကလေးလှုပ်ထားပါတယ်ဗုဒ္ဓလောင်းလျာတန်တမှာတဲ့ဖြစ်လာအာဂမခေါ်တဲ့ဗုဒ္ဓလောင်းလျာမှာလောင်းလျာများရဲ့တန်တမှာရှင်တိုက်ဖြစ်လာတဲ့တတ္တတရားကိုအာဂမတရားခေါ်ပါတဲ့ဆိုရမယ်ဗုဒ္ဓလောင်းလျာတန်တမှာဖြစ်လာအာဂမခေါ်ဗုဒ္ဓလောင်းလျာတန်တမှာဖြစ်လာအာဂမခေါ်ဗုဒ္ဓလောင်းလျာတန်တမှာဖြစ်လာအာဂမခေါ်ဒုတိယအဓိကမတတ္တာဆိုတာကအဓိကမဆိုပိုင်နိုင်ရောက်သွားတယ်ရသွားတယ်ဘယ်သူကဖြစ်မပြည့်ပြည့်နေတော့ဘူးဒီရန်ခိုင်မြဲသွားတဲ့တတ္တာတရားအဓိကမတတ္တာလို့ခေါ်ပါတယ်အရိယတာဝကနာပฏิဝေဒေနအဓိကတတ္တာအဓိကမတတ္တာနာမလို့ပြတယ်အရိယတာဝကနာသောတာပန်တဂရကအနာဂယဟနာဖြစ်တဲ့အရိယပုဂ္ဂိုလ်တို့ဤပฏิဝေဒေနသစ္စာ၄ပါးထိုးထွင်းတည်ခြင်းဖြင့်အဓိကမတ္တာပိုင်နိုင်ရရောက်အပ်သည်ဖြစ်ကြောင့်အဓိကမတတ္တာနာမအဓိကမတတ္တာမည်ဒါအရိယပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဖြစ်တဲ့တတ္တတရားပါပဲဒါပါပဲအဲ့ဒီတတ္တတရားကဘယ်လိုဖြစ်ပြီးမှပိုင်နိုင်ဖြစ်ရတယ်လေအဓိကမဖြစ်ရတယ်လေဆိုတာကပြထားတာပฏิဝေဒေနာထိုးထွင်းနေပြီထိုးထွင်းနေသိတယ်ဆိုတာကသစ္စာ၄ပါးအမှန်တရားတွေကိုပေါ့ဒုက္ခသစ္စာအမှန်တရားတွေကသိရဖြစ်ပြသည်များသင်္ခါရဒုက္ခသစ္စာကြီးဆိုတာပေါ့ဒီတစ်ပါး၆ပါးကဖြစ်ပြနေတဲ့ဒုက္ခသစ္စာတရားတွေပိုင်ချားကြတဲ့ခါကျပိုင်နိုင်သိအဲ့လိုသိရမယ်ဒီလိုဒုက္ခသစ္စာပိုင်းခြားသိခြင်းဖြင့်သမုဒိယသစ္စာကိုလည်းပဲပဲ့တဲ့အနေနဲ့ပိုင်ခြားသိရတယ်သင်္ခါရတွေအကောင့်ထင်ခင်မင်သမှုတွေဆိုတာဒီယုံနာသင်္ခါရတရားတွေကိုအကောင့်ထင်ပြီးတော့ခင်မင်တွေ့တာတာရတဲ့လောဘတဏှာဒါဒုက္ခဖြစ်ခြင်းအကြောင်းဒုက္ခကအကျိုးတရားသူကအကြောင်းတရားအကြောင်း
ပေါ်မှအကျိုးကလည်းပဲဖြစ်မြဲအကြောင်းမပေါ်လို့ရှိရင်အကျိုးမဖြစ်ဒီတော့အဲ့ဒီအကြောင်းကဒုက္ခဖြစ်ခြင်းအကြောင်းအရင်ကြဆုံးကဘာလဲလို့ဆိုတော့ဒီမှာတဏှာပါပဲလောဘတဏှာသင်္ခါရတွေအကောင်းထင်ခင်မင်သမှုတွေတဲ့သင်္ခါရတရားတွေဒီဝါ၆ပါးကဖြစ်ပြနေတဲ့ယုံနာသင်္ခါရတရားတွေအကောင်းထင်ရင်တော့တာရတာပေါ့မြင်ရတာကောင်းတယ်လို့ထင်တယ်ကြားရတာကောင်းတယ်လို့ထင်တယ်နားရတာကောင်းတယ်လို့ထင်တယ်စားရတောက်ရအကောင်းထင်တယ်လို့ထင်တယ်ထိရတွေ့ရတာလေးလည်းကောင်းထင်တယ်စိတ်ကူးစဉ်းစားကြံစည်နေရတာတော့မှအကောင်းထင်တယ်အကုန်လုံးအကောင်းကြီးဒီဝါ၆ပါးကဖြစ်ပြတဲ့ယုံနာသင်္ခါရတရားတွေအဲဒီကောင်းမကောင်းတဲ့ဟာတော့မှဖြစ်ဆွဲပြီးတော့ပေါ့ဒီကောင်းလောက်ရတယ်ဒါကောင်းထင်တဲ့နောက်ตาရရောပေါ့ตาရတော့အဲ့ဒီအကောင်းနေရရှိရေးတွေ့ကြံရစီရတယ်ပြောရဆိုရတယ်လို့ကခင်ရတယ်ကံညီမြောက်သွားတော့စိတ်ထားဖြောင့်ဆင်းလို့ရှိရင်တော့စိတ်ကလေးကြီးကြည်လို့ရှိရင်တော့ကောင်းကံလေးတွေပေါ့ဒီဒါနသီလအစရှိတဲ့ကောင်းတဲ့ကံလေးတွေဒါလေးဖြစ်တယ်အဲ့ဒီကောင်းကံကကောင်းတဲ့ဘဝခေါ်တယ်ဘုလိုလူဘဝမျိုးသူ့ရဲ့အစဉ်မြင်တဲ့နောက်ဘဝမျိုးပေါ့ဒီဘဝတွေပို့ပြီးတယ်စိတ်ထားနေရာမကြရဲ့စိတ်ထားပုတ်လို့ရှိမကောင်းတဲ့ကံမကောင်းတဲ့အကြံစီတွေမကောင်းတဲ့အပြောဆိုတွေမကောင်းတဲ့အပြုမှုတွေဒါတွေဖြစ်ရတယ်အဲ့ဒီမကောင်းတဲ့အကြံစီအပြောဆိုပြုလုပ်မှုဒီဒုက္ခတွေတွေ့မှုတာမှုတွေကတရားစတာပဲအဲ့တော့အခုအရိယပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင်မြင်လိုက်ကြတဲ့နာနဲ့စားတဲ့ခြေတိုင်းဒီတဲ့ကိုယ်တိုင်းဆန်နေစောင်းနေငယ်တိုင်းကြွတိုင်းလှမ်းတိုင်းခြားတိုင်းပေါ့ဒီတိုင်းပြတဲ့ဟာလေးတွေဖြည့်ဆဲလိုက်ပြီးတော့ရှုအရိယမဖြစ်ခင်နေရာကိုရှုနေတာပါဘုန်းကြီးတို့ယောဂီတွေလည်းဒီတိုင်းမရှုနေတာပါပဲမြင်တိုင်းမှကြားတိုင်းမှနားတိုင်းမှစားတိုင်းမှခြေတိုင်းမှဒီတိုင်းမှကိုယ်တိုင်းမှဆန်တိုင်းမှစောင်းတိုင်းအကုန်လုံးမှလည်းစောင်းတိုင်းမှဘာမှအလားမရှိအောင်မှတ်နေတာမှတ်နေတော့တတော့တံပဇာနောဆိုတဲ့အတိုင်းစွဲမြဲတဲ့တတိဖြစ်လို့ရှိရင်ရှုရအောင်မှစိတ်ကလေးကစူးစီးမိပြီးတော့ဉာဏ်ပွင့်လာတယ်ကိုယ်ပိုင်ဉာဏ်นี่ပွင့်လာတယ်ပိုင်ပိုင်ခြားခြားသိလာတယ်ဆိုကြပါစို့ဖောင်းတာလေးမှန်ဖောင်းတာလေးစိတ်ကလေးကတ်သွားလို့ရှိရင်တောင်းသဘောတင်းသဘောလှုပ်သဘောဒုက္ခသစ္စာတဲ့တရားလေးလားပိုင်ခြားသိသွားတာပိန်နာလေးမှလိုက်လို့ရှိရင်ပိန်စားစားပိန်စုံတိတေးတိချာချာဆုစိုက်ကတ်လိုက်တော့ရော့ပြီးတော့ငြိမ်ကျသွားတဲ့သဘောလေးပိုင်ခြားသိလာတယ်ပေါင်းမှုပေါ်မှာဆုစိုက်ပါကတ်ခါလိုက်ပါလို့ဆိုရတဲ့ပိန်မှုပေါ်မှာဆုစိုက်ပါကတ်ခါလိုက်ပါလို့ဆိုရတဲ့အဲ့ဒါလေးတွေသိလာတယ်ခုလောလောဆယ်ဖြစ်နေတဲ့ဒုက္ခသစ္စာဖြစ်ပြသမျှတရားတွေဖြစ်ဆဲလိုက်ပြီးတော့ရှုတော့ပိုင်ပိုင်ခြားခြားသိနေတာခြားခြားကိုယ်ထဲမှာလည်းပဲပူလိုက်အေးလိုက်တောင်းလိုက်တင်းလိုက်လှုပ်လိုက်ညောင်းလိုက်ညားလိုက်ကြိုက်လိုက်ခဲလိုက်ထုံလိုက်ကျင်လိုက်ရလိုက်မြင်လိုက်ကြားလိုက်နားလိုက်စားလိုက်ထီးလိုက်ဒီလိုက်စသည်ဘောလိဒါလေးတွေလည်းပဲကိုလုံးဒုက္ခသစ္စာတဲ့တရားတွေပါပဲဖြစ်ပြသမျှယုံနာသင်္ခါရတရားတွေဟာကိုလုံးဒုက္ခသစ္စာတဲ့တရားတွေကြီးလို့ဆိုထားတာသူတို့ဖြစ်ကြိုက်လိုက်ပြီးတော့ရှုလို့ပိုင်ပိုင်ခြားခြားသိနေတာအာယုနဲ့အတိပိုင်းခြားပြီးတော့ဖောင်းတာလေးမှဖောင်းတာလေးရတခြားသိတာလေးရတခြားပိန်နာမှပိန်နာတခြားသိတာတခြားထိုင်နာမှလို့ရှိရင်ထိုင်နာတခြားသိတာတခြားထိတာမှလို့ရှိရင်ထိတာတခြားသိတာတခြားပါလေဒီခြားခြားဆုဆိုင်မှတဲ့ယောဂီပုဂ္ဂိုလ်ဟာရှုွက်ထဲစိတ်ကလေးကစိုက်ဝင်သွားတော့သမာဓိတွေဖြစ်သွားတယ်သမာဓိတွေဖြစ်သွားတော့ရှုမိတဲ့အာယုဒုက္ခသစ္စာထိုက်တဲ့တရားပိုက်ချပြီးတော့တာပဲရှုစရာအနေနဲ့သိတယ်ရှုတတ်တဲ့တရားအနေနဲ့သိတယ်အကြောင်းအကျိုးအနေနဲ့သိတယ်ဒါလေးတွေပိုက်ချပြီးသွားတာနောက်တရားမှာတဆင်းဆက်ပြီးတော့အားထုတ်လို့ရှိရင်ဖြစ်ပေါ်ပြီးတော့ကွယ်ပြောက်သွားမြဲပုံတွေသိလာတယ်တော်လည်းပြောလည်းဆင်းရဲပုံတွေအာဟုစရာမဟုတ်ပုံတွေသိလာတယ်သူတော်တိုက်ဖြစ်ပုံတွေသိလာတယ်ဥပဒနာဉာဏ်တွေတခါတည်းအစဉ်တိုက်တဲ့သွားတာနောက်လက်ချီကောက်ပုံသဏ္ဍာန်တွေပြောင်းပြီးတော့သဘောလေးတက်တက်ပဲသိလာတာခေါင်းဓာလေးမှလည်းလှုပ်တာလေးတောင်းတာလေးတင်းတာလေးတောင်းတာတင်းတာလှုပ်တာလေးရတခြားသိတာလေးရတခြားဘယ်နည်းကတောင်းတင်းလှုပ်ရှားနေလဲဆိုတာဒီလိုမရှိဘူးသဘောလေးပါတကယ်သဘောလေးတွေ့လာတာပိန်နာလေးမှလည်းလို့ရှိရင်လည်းပဲပိန်မှုရဲ့တီးရဝမ်းပဲကြီးပြောင်းပြီးတော့ပိန်နဲ့ချင်းရလည်းပြောင်းပြီးတော့ရောပြီးတော့ငြိမ်ကျသွားတဲ့သဘောလေးဘယ်နည်းကပိန်နေဆိုတာဒီလိုမရှိဘူးသဘောလေးတက်တက်ပဲအခြားခြားပေါ်ရလေးတွေပေါ်စေလိုက်ပြီးတော့ရှုတဲ့အခါမျိုးမှာလည်းဒီလိုပဲသဘောတက်တက်ပဲရှုစရာတခြားရှုတာတခြားအရှုခံအာယုံကလည်းပဲသဘောတက်တက်ရှုတိတဲ့ဟာတွေကလည်းပဲသဘောတက်တက်လေးအမှန်တရားရှင်းနေတာအဲ့ဒါလို့အတိတွေရှုမိတဲ့အာယုန်တွေပန်းပန်းခြားခြားပြီးတော့သိလို့အတိတွေကရှင်းနေပြီဆိုလို့ရှိရင်ပိုင်နိုင်စွာရှုမိတဲ့အာယုန်နဲ့စပြီးတော့အကောင့်ထင်ပြီးတော့ตายရတဲ့သကုရိယသစ္စာမပေါ်ဘူးตายရတဲ့သဘောမပေါ်ဒီမှာသကုရိယသစ္စာပဲနေတယ်ဆိုတာဒါပြောတာပေါ့
မသိရင်တွဲဆိုတာပေါ့ကိုယ်တည်းကပေါ်လာပြီးပေါ်ဆက်လိုက်ပြီးတော့မရှိရင်မသိတော့ဓမ္မတွဲသမုဒိယသစ္စာတဏှာပေါ့ဖြစ်ခွင့်ရှိတယ်အခုပေါ်တိုင်းဟာလေးပေါ်ဆက်လိုက်ပြီးတော့ရှုွယ်အာရုံမှာစိတ်ကလေးစိုက်ကြတိုင်းသဘောမှန်လေးတွေကိုယုံနာအနေနဲ့ကြောင်းကျိုးအနေနဲ့မမျက်စိရဲ့သဘောပဲဆိုတဲ့အနေနဲ့ပိုင်ပိုင်ခြားခြားသိပြီဆိုလို့ရှိရင်မရှုလို့မသိလို့တွဲတာအခုဓမ္မရှုတော့သိပြီသိတော့ဘာဖြစ်တော့မတွယ်တော့ပြဲသွားတာရှုရင်သိရင်ပြဲဆိုတာသိတော့ပြဲသွားတာတာယာမှုတဏှာပေါ့လေဖြစ်ခွင့်မရဘဲနဲ့ကင်းသွားတာပေါ်မလာတာအဲ့ဒါသမုဒိယသစ္စာပယ်တယ်လို့ခေါ်တယ်သိရင်ပြဲသွားတာသိကောင်းတာပါဒါအရိယာမဖြစ်ခင်တဲ့ကောကကြိုပြီးတဲ့ဓမ္မသိနေပြီလေဒုက္ခသစ္စာပိုက်ချသိတာနဲ့သမုဒိယသစ္စာကိုချိန်ပိုင်းလေးတပွဲတို့လေးဒီမှာပယ်နေတာတွေ့ရင်လည်းဘေးတဲ့တကယ်လို့ကိုယ်တည်းကဒုက္ခသစ္စာထိုက်တဲ့တရားတွေသူတို့ဖြစ်ခိုင်းလိုက်ပြီးတော့မရှုရင်မသိတော့တွေ့တဲ့သမုဒိယသစ္စာကောင်းထောင်ထလာတဲ့မပယ်မီဘူးသူကตายရနေတာမြင်လာကြတာနာနာစားတာထိတာသိတာကိုယ်တာဆန္ဒစောင်းနာခဲ့အကုန်လုံးဒါတွေကပေါ်စေမရှုတော့မသိတော့အဲ့ဒါလေးကောင်းတင်ပြီးတော့ตายရနေတာตายရပြီးတရားตายရနေတာဒီကောလည်းမျိုးကလည်းပဲရှိနေတာဟုတ်တဏှာမျိုးလောဘမျိုးကရှိနေတော့ตายရနေတာပဲအဲ့တော့ตายရတော့အဲ့ဒီအာယုံလေးတွေရရှိရတဲ့ကျမ်းရစီရပြောရဆိုတာလောကကံရတော့ကံဒီမြောက်တယ်ကောင်းကံဆိုးကံဒီမြောက်တယ်မှန်တိုင်းမသိလို့ตายရတော့စွဲမှုကလည်းဒီမှာဝင်သေးတယ်လေตายရပြီးတော့စွဲတာလည်းရှိတယ်အကောင်လေးလို့ဒီလိုထင်မှပြီးတော့စွဲတာလည်းရှိတယ်ဒီစွဲတွေဝဲပြီးတော့ခုနအကျမ်းစီပြောဆိုအပြုလုပ်ပေါ့လေဒါဒီကံဒီမြောက်လာတယ်အဲ့ဒီကံဒီကမှတခါကောင်းကံဆိုလို့ရှိရင်လူဘဝမျိုးပေါ့ဆိုးကံဆိုလို့ရှိရင်ငရဲတိရစ္ဆာန်ပိဋကသူတွေခေါ်တဲ့အပေဘဝမျိုးပေါ့ယုံနာအဆိုးတွေမကောင်းတဲ့ယုံနာတွေဖြစ်သွားတာပေါ့ကောင်းကံကြောင့်အခုဒီမှာလူဘဝယုံနာကောင်းတွေရထားတာပေါ့အဲ့တော့အပေဘဝရောက်တာကတော့မကောင်းတာတော့ထားလိုက်ပေါ့လူဘဝတွေမဲ့ကြည့်ပေါ့ဘဝရလာပြီဆိုလို့ရှိရင်မို့ခြင်းမနဲ့အိုးရတာကိုကအမြဲတမ်းပြူခြင်းနဲ့အိုးလာတယ်ဗာတတ်နိုင်တယ်အဲ့ဒါလည်းဆင်းရဲပဲကိုကမာခြင်းနဲ့နာတယ်ဗာတတ်နိုင်တယ်ဒါလည်းဆင်းရဲပဲကိုကရှင်ခြင်းနဲ့ဒါပေမဲ့လို့သိရမှာပဲယောဂတစ်ခုနဲ့သိနိုင်တာပဲပြီးစုရစုတွေတွေ့ပြီးတော့သိခြင်းစုနဲ့လည်းသိနိုင်တာပဲအဲ့ဒီလိုယောဂနဲ့သိခြင်းစုနဲ့မသိတိကြအောင်တော့မှနောက်ဆုံးပို့ပြီးတော့သိရတာပဲကိုကနေခြင်းမိမယ်လို့နောက်ဆုံးသိရတာပဲကိုလူရှိတဲ့ဟာတွေမဖြစ်တာဆင်းရဲပြီးတော့စိုးရင်ပူဆွေးငိုကြွေးမှုတွေကိုဆင်းရဲစိတ်ဆင်းရဲအများကြီးပါပဲမဆုံးနိုင်တဲ့ဆင်းရဲတွေပါပဲဒီမှာဒါတွေဖြစ်နေတာအဲ့ဒါဒုက္ခတွေရလာတာပဲဒီမှာမို့များမြေကြီးတွေကပွင့်လာပြီဆိုလို့ရှိရင်မို့ရဲ့ဥထိပ်ပေါ်ကမြေသားလေးကမြေကြီးလေးကသူ့ဟာသူလိုက်တင်ပါလာတာရွက်ပိုးပြီးတော့ထွက်လာတာဘယ်သူမှဒီမြေကြီးလေးကိုတင်ပို့တာမဟုတ်တင်ပေးတာမဟုတ်သူ့ဟာသူပဲဖြစ်လာတာဒါလိုပဲဘဝစလာပြီဆိုလို့ရှိရင်ဥဒ္ဒနာဒသေတသွင်းဘူးဆွေကိုကြွေးတတ်တဲ့ကိုစင်းရဲ့စိတ်ဆင်းရဲဖြစ်စေတတ်တဲ့တတ်ဒီယုံနာအစင်မှာယုံနာအသစ်မှာတခါတည်းဓမ္မကပ်ပြီးတော့ပါလာတာဟိုလိုမဆုံးနာလိုမဆုံးသေးလိုမဆုံးပါဒီဒုက္ခတွေခံပြီးတော့ဆိုတာပါလာတာပဲဒါမလို့ပရိသမိတာမဲ့ပါဠိတော်မှာဥယုတော်လောကတဏိဝါတော်တယ်လောကတဏိဝါတော်သူရောငါပါတတ္တဝါပေါင်းသည်ဥယုတော်ကိုဖို့နာဖို့တေဖို့သို့ရင်ပူဆွေးငိုကြွေးဖို့ကိုစင်းရဲ့စိတ်ဆင်းရဲဖြစ်ဖို့ရန်အတွက်အလကားတက်တဲ့စစ်ထွက်နေရ၏တတ္တဝါတွေဟာတဲ့ဖြစ်လာတာဓမ္မကိုဖို့ဖြစ်လာဒါဒီရင်ဆိုင်နေရတာနာဖို့တေဖို့သို့ရင်ပူဆွေးငိုကြွေးဖို့ဒါဒီရင်ဆိုင်ဖို့ဖြစ်လာတာစစ်ထွက်နေရတာတနည်းအားဖြင့်လည်းအတိကံထွက်နေရတာအတိကံတသားတွေပဲဓမ္မဒုက္ခတွေရတာတွယ်လင်းလည်းဘေးဆိုတာတွယ်လင်းလည်းဘေးဆိုတာတွယ်တော့ဓမ္မဘေးတွေဆိုင်လာတာပေါ့ဘောတိဆင်းရဲဘဝကလေးစလာပြီဆိုလို့ရှိရင်ဘဝတည်နဲ့စတဲ့ဆင်းရဲတွေဒီခါတည်းဓမ္မဘေးတွေဆိုင်လာတာဘယ်လောက်ကြောက်เสียကောင်းလဲပြီးတော့ပြေရင်ဘေးတဲ့ပြေရင်အေးပြေတော့အေးတာပဲဒီကိုမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းတီးတိုင်းကိုယ်တိုင်းဆန်တိုင်းစောင်းတိုင်းငယ်တိုင်းကြွတိုင်းလှမ်းတိုင်းခြားတိုင်းပေါ့လေကိုယ်ရဲ့ကဖြစ်တဲ့ယုံနာသင်္ခါရတရားတွေသူတို့ဖြစ်ဆက်လိုက်ပြီးတော့စုစုဆိုင်ကပ်ပြီးတော့ရှုလို့ပြစ္ဆုတ်ပါကြရှုလို့အဝင်ခွင်ကြတဲ့သွားလို့ရှိဓမ္မပိဓမ္မတဲ့လို့ရှိရင်အရှိန်ရလာတယ်ဒီခုနဲ့ဒီခုစပ်ပါနော်မစပ်လို့ရှိရင်တော့မရဘူးဓမ္မနဲ့ဓမ္မစပ်သွားတယ်အရိယဗုဒ္ဓဘယ်လိုပဲပြောင်းလဲအမှတ်ကတော့စပ်သွားတာထိုင်တော့အမှတ်ကထားတဲ့အထိပါသွားတာမထားခင်ထားခြင်းနဲ့စိတ်ကလေးရစပါစပြီးတော့လည်းသွားတဲ့အခါကျတော့သွားခြင်းနဲ့စိတ်လှမ်းတာတွေအကုန်လုံးပါတယ်လှမ်းနိုင်ပါတယ်ရတာတွေပါတယ်လှဲ့တာတွေပါတယ်အမှတ်တွေအကုန်လုံး
တဖန်ပြန်ပြီးတော့ယတ္တာတွေပါတယ်ကြွားတာလှမ်းတာချတာတွေကုန်ပါတယ်ဈဉ္ညာလျှောက်လို့အားရလို့ထိုင်တော့မယ်အပြုမှာထိုင်မဲ့နေရာသွားတာဒီအကုန်လုံးမှတ်တယ်ဟိုကြည့်ဒီကြည့်ဒီလိုမရှိဘူးမှတ်ကောင်းတဲ့ယောဂီပုဂ္ဂိုလ်ကတယုတ်တသေးနဲ့စိတ်ဆက်ဆက်မှတ်တဲ့ယောဂီပုဂ္ဂိုလ်ကဒီတိုင်းပဲထိုင်ရမယ့်နေရာရောက်တဲ့ခါကျတော့ပြုံးနဲ့ထိုင်မချဘူးယတ္တာတွေမှတ်တယ်သုံးလေးချက်လောက်မှားပြီးတော့ထိုင်နေတာမှတ်တယ်ထိုင်ကြတော့ဤကလေးဖြည်းဖြည်းသားသားလူမလို့ထိုင်တယ်လူမနဲ့တူစွာချင်းပြုလိကုံရဆိုတဲ့အတိုင်းမှာဖြည်းဖြည်းလေးထိုင်ကြတာဤကလေးအောက်ကိုလေးလေးပြီးတော့တည်ချင်းတပိုင်းချင်းပြက်ပြီးတော့တခါတည်းညာထဲမှာထင်လာတာအကုန်လုံးအမူအရာဒါလေးကိုလိုက်မှတ်ဘာမှအပြုပြမရှိတော့ဘူးဆိုလို့ရှိရင်တော့အဲ့ဒါမှတ်နေကြတိုင်းဘောလေးဝမ်းမဲ့စိတ်ဆက်ပြီးတော့ဖောင်းမှုပင်မှုကအစပေါ်သမျှဟာလေးကိုဆက်မှတ်သွားတာတမဒီပြင်အခြားအမူအရာတွေလည်းပဲအကုန်လုံးမှတ်ပါတယ်နော်ကိုယ်ဒါဆန္ဒစောင်းတာငဲ့တာတွေပါလေနေရာပေါ်လှဲတာမျက်နှာတိတာရေမိုးချိုးတာခင်းကြီးခင်းငယ်စွန့်တာအစားအကုန်လုံးပါပဲမကြံရအောင်အဲ့ဒါအမှတ်ယူတဲ့ပုဂ္ဂိုလ်ရဲ့ဒီတိုင်းမှတ်နေတာပါပဲအဲ့ဒါလိုမှတ်လို့ရှိရင်ဒါအရှိန်ရလို့ရှိရင်အားဖြစ်လာတာပဲထူးထူးခြားခြားဖြစ်လာတာပဲသမာဓိတွေဖြစ်လာပြီဆိုလို့ရှိရင်ခုနဉာဏ်တွေပွင့်လာယုံနာနေသည်ယုံနာကြောင်းကျိုးသည်ယုံနာဖြစ်ပြနေစာရုပ်ကနာတချက်လေပတိတွေဖြစ်လာတာအမျက်မပြတ်စွဲမြဲစွာရှုမှတ်တော့ရှုရအောင်မှာစိတ်ကကတ်ကြနေတာသမာဓိရဖြစ်နေတာသမာဓိဖြစ်တော့ကတ်ကြတဲ့အာယုံလေးစူးစိုက်မိတဲ့အာယုံလေးတွေပိုင်းခြားသိလာတာကြောင်းကျိုးတွေလည်းသိလာတာမမြဲဘူးဆင်းရဲဘူးသူဘောတိုင်းဖြစ်ပုံသိတာသိတော့ပြဲတယ်ဆိုတော့ခုနတာယာမှုတွေဆွဲလမ်းမှုတွေပြဲသွားတာပေါ့ပေါ်ရဒုက္ခသစ္စာထိုက်တဲ့တရားလေးတွေသူတို့ဖြစ်ဆဲလိုက်ပြီးတော့ရှုလို့ပြဲသွားတာတာယာမှုတွေပြဲသွားတာဆွဲလမ်းမှုတွေပြဲသွားတာကမှပြဲတယ်တဲ့ပြဲရင်ဒုက္ခဖြစ်ခြင်းအကြောင်းဒီမှာတတ်နေတာကိုဖြစ်ခွင့်မရအောင်ဒီမှာတတ်နေတာဒုက္ခဖြစ်ခြင်းအကြောင်းတာယာမှုဆွဲလမ်းမှုမပေါ်ရအောင်ဒီမှာတတ်နေတော့ဒုက္ခဖြစ်ခြင်းအကြောင်းဒီပေါ်မလာတော့သူရဲ့အရင်ကဖြစ်တဲ့အမှန်တမ်းမသိတဲ့အဝိဇ္ဇာကအစပေါ်လိမ့်မယ်ရှုနေတော့သိနေလို့ရှိရင်မသိမရှိတော့ဘူးပေါ့မသိလို့တွေ့တဲ့တရားမှုတဏှာလည်းမရှိတော့ဘူးတွေ့တော့ဓမ္မစွဲတာပေါ့စွဲလမ်းမှုလည်းမရှိတော့ဘူးမသိတာရောတွေ့တာရောစွဲတာရောအကုန်လုံးဘာမှမရှိဘူးကိလေသာဝဝိဇ္ဇာတဏှာဥပါဒခေါ်တဲ့ကိလေသာဝဒီတစ်ချက်မှတစ်ချက်ပြုတ်နေတာဘယ်လောက်ကောင်းလဲဓမ္မအဲ့ဒါပြဲတော့အေးသွားတာကိလေသာဝပေါ်မလာဘူးဓမ္မကိလေသာဆင်းရဲငြိမ့်သွားတာဓမ္မအဲ့ဒါនិရောဓခေါ်တယ်និရောဓလည်းပဲဓမ္မမျက်မှောက်ပြုကိစ္စအလိုလိုပြည့်စည်သွားတယ်ကိလေသာမရှိတော့ကိလေသာအကြောင်းခံရမှဘဝဖြစ်စေတတ်တဲ့ကံတွေဆိုတာမြောက်ရတာဟုတ်ဖြစ်ရတာဟုတ်အခုဒီမှာကိလေသာတွေမရှိတော့ဘူးဆိုတော့ဟိုနေ့ကပေးတဲ့ဥပမာလိုပေါ့လေတစ်ပြမှာအဆူစီးတာမရှိဘူးဆိုလို့ရှိရင်အတိအဆန္ဒဘယ်ဖြစ်လာမလဲဝိဇ္ဇာတဏှာဥပါဒခေါ်တဲ့ကိလေသာဝငြိမ့်သွားရဲ့ချုပ်သွားလို့ရှိရင်သူ့အကြောင်းခံပြီးတော့ဖြစ်နိုင်တဲ့ဘောပိစိတတ်တဲ့ကာမဝဘယ်ကလာမလဲမလာတော့ဘူးကာမဝလည်းဒီမှာငြိမ့်သွားပြီကာမဝငြိမ့်သွားတော့သူ့အကြောင်းခံပြီးမှဘဝတိတ်ကလာမဟုတ်ပါကဝဆိုတာအတိဆန္ဒဖြစ်မှခုနပင်တိတ်ကလာရတာကိုအတိဆန္ဒနဲ့တူတဲ့ကာမဝမရှိတော့ခုနဘဝတိတ်ခေါ်တဲ့ဝိပါကဝတဲ့အဲ့ဒါမရှိတော့ပင်သိမလာတော့ဟောဒီနည်းနဲ့ပဲကိလေသာကာမဝိပါကဝကိုဆင်းရဲ၃မျိုးတစ်ချက်ပိပိတတာမှတ်လိုက်လို့ရှိရင်တစ်ချက်ဒီမှာငြိမ့်သွားတာချုပ်သွားတာပြတ်သွားတာအဲ့ဒါនិရောဓခေါ်တယ်និရောဓဆိုတာလည်းပဲတရင်ကនិရောဓခေါ်တာပေါ့ရှုမှတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်မရှိလို့ရှိရင်ဖြစ်ခွင့်ရှိနေတဲ့ခုနဆင်းရဲတွေပေါ့လေဒီမှာတစ်ချိန်ကြချိန်ပိုင်းလေးတဝဲလို့ပေါ့ဒီငြိမ့်သွားတယ်လားនិရောဓသစ္စာအဲ့ဒါမျက်မှောက်ပြုတဲ့ကိစ္စပြီးစီးသွားတယ်ပြီးတော့ရှုသိတဲ့စိတ်ထဲမှာဓာတ်ခွဲကြည့်လိုက်လို့ရှိရင်ဒီနေ့ကလည်းပဲခွဲခဲ့ပါပြီဒါပေမဲ့အကြောင်းအားလို့ဆိုပြောရသေးတာကိုယ်တည်းကဒုက္ခသစ္စာထိုက်တဲ့တရားလေးတွေဖောင်းတာပိန်တာကအစပေါ်တိုင်းဒုက္ခသစ္စာထိုက်တဲ့တရားလေးတွေမလွတ်တမ်းမှတ်ပြီးတော့ပိုင်းခြားစွာသိဖို့ရာအစဉ်အကြောင်းကြဆိုင်ပြီးတဲ့သဘောလေးပါနေတယ်အဲ့ဒါတမ္မာဝါယမမဲ့ခင်ခေါ်တယ်ထက်တဲ့မြဲမြဲကြောင်းရဆိုင်ပြီးတော့အဲ့ဒီအာယုံလေးမိတာ
မှတ်ရတာတတိအဲ့ဒါသမာဓိမဲ့ခင်လည်းပါနေတာမှတ်မိတဲ့အာရုံထဲမှာစိုက်ကြသွားတယ်အဲ့ဒါသမာဓိမဲ့ခင်လည်းပါနေတာဝိရိယတတိသမာဓိခေါ်တဲ့သမာယမမဲ့ခင်သမာဓိမဲ့ခင်သမာဓိမဲ့ခင်နဲ့မဲ့ခင်၃ပါးလိုက်တယ်ပါနေတယ်အဲ့ဒီခိုက်တာမှာစိတ်ဓာတ်ဖြစ်နေတဲ့ကိလေသာတွေကငြိမ့်သွားတာနိရောဓရှုမိတဲ့အာရုံလေးပိုင်းခြားသိတာရှုစရာအနေနဲ့ပေါ့လေအကြောင်းအကျိုးအနေနဲ့တော့ပိုင်းခြားသိတာမမြဲဘူးဆင်းရဲဘူးသူကိုတိုက်မှုဖြစ်ပုံလေးတွေသိလာတာအဲ့ဒါသမာဓိမဲ့ခင်ခေါ်တယ်အာယုန်နဲ့မသိနဲ့တက်အောင်လို့ချိန်မပြီးတဲ့သမာဓိကပ္ပမဲ့ခင်လည်းပါနေတယ်သမာဓိသမာသင်္ကပ္ပတာပညက်ခန္ဓာပညာသိက္ခာတွေအဲ့ဒါတွေလည်းဖြစ်နေတယ်သူတို့ဖြစ်တဲ့အခိုက်အတန့်မှာပိုင်နိုင်စွာရှုမိတဲ့အာယုန်နဲ့စပြီးတော့ကိလေသာမျိုးပါပြုတ်သွားတာအနုတ္တိယကိလေသာရှိကိုမရှိဘူးပဲမျိုးပြုတ်သွားတာအာရမဏအနုတ္တိယကိလေသာတွေငြိမ့်သွားတယ်ဆိုတာဒါပြောတာပေါ့သီလမဲ့ခင်ကတော့ကိုယ်စောက်တည်ဆောင်နေတတ်တဲ့သီလတွေမပြည့်ပြည့်စင်ကြဲနေလို့ရှိရင်ဒီမှာအမှန်ပြောအမှန်လို့တမဝါညုံနေရလဲမှားနေတယ်ဒါရှိလို့ရှိရင်အဲ့ဒီသီလမဲ့ခင်တွေပေါ့လေပြည်စည်းနှင့်နေပါပြီရဟန်းတော်များကအရှင်ရဟန်းများကလည်းပဲရှင်ရသီလတွေမကျုံးပေါက်ကြောင်ကြားဘူးဆိုလို့ရှိရင်သီလဆံရမဲ့ခင်တွေပြည်စည်းနှင့်နေပါပြီအဲ့တော့ပြည်စည်းနှင့်နေတဲ့သီလမဲ့ခင်300နဲ့ရှုတိုင်းမှာထိုက်တင်တယ်လို့ပါနေတဲ့မဲ့ခင်9ရက်တစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မဲ့ခင်10ပါးတဲ့မဲ့ခင်10ပါးအဲ့ဒါလေးလည်းပဲပွားပြီးသားဖြစ်နေတယ်အဲ့ဒီမဲ့ခင်ကအရိယာမဲ့ရဲ့ရှေ့ပြေးအရိယာမမိမိတဏ္ဍာမှာဖြစ်ပေါ်ဖို့ရအတွက်အရိယာမဖြစ်ပေါ်ပြီးတော့ခုနအဓိကမသရာရရှိဖို့ရအတွက်ရှေ့ပြေးအနေနဲ့ပေါ့လေဒီမှာပုထုဇဉ်အခိုက်တာလောကီနေတဲ့မှာဒီမှာပွားနေတာအဲ့ဒါဥပပကမဲ့လို့လည်းခေါ်တယ်လောကီမဲ့လို့လည်းခေါ်တယ်ဝိပဿနာမဲ့လို့လည်းပဲခေါ်တယ်ဒီမှာအဲ့ဒါဒီပွားနေတယ်သိစရာတွေလည်းပဲသိပယ်စရာပယ်စိုက်စရာစိုက်ပြီးတော့ပွားစရာကြီးပွားနေတာဒုက္ခမြင်ငါကျွန်းသစ္စာမှန်စွာသိမှုကြီးတဲ့ကိုယ်တည်းကဒုက္ခသစ္စာထိုက်တဲ့တရားတွေသူတို့ဖြစ်ခိုက်လိုက်ပြီးတော့ပြစ္ဆုတ်ပန်ကြရှုပိုင်းခြားပြီးတော့သိခြင်းဖြင့်မရှုလို့ရှိရင်အကြောင်းအလဲဆိုဖြစ်ခွင့်ရှိနေတဲ့ကောနာတာယာမှုဆွဲလမ်းမှုဒါတွေပေါ့လေလားဖြစ်ခွင့်မရဘူးပယ်နေတယ်ဒီခိုက်တာမှာဆင်းရဲ3မျိုးလည်းပဲငြိမ့်နေတယ်ရှုမှတ်တဲ့စိတ်ထဲမှာဓာတ်ခွဲကြည့်တဲ့အခါကျတော့ကောနာမဂ္ဂသစ္စာထိုက်တဲ့တရားတွေလည်းပဲပါနေတယ်ဒါတော့သိရမယ်ဟာလည်းပဲသိပြီးပယ်ရမယ်ဟာလည်းပဲပယ်ပြီးဆိုင်ရမယ်ဟာလည်းဆိုင်ပြီးပွားရမယ်ဟာလည်းပွားပြီးသိပယ်ဆိုင်ပွား၄ပါးကိစ္စအပိုင်ရမုတ်ချပရမဆိုတာဒါပဲအဲ့ဒါကြီးရှိနေအဲ့ဒါကြီးအစပွားနေတာပွားနေတော့နောက်တော့တရားတရားတွေထူးထူးကဲကဲဖြစ်လာတာဖြစ်လာတာနောက်ဆုံးဥပဒနာဉာဏ်နဲ့ရင့်ကျက်ပြည့်စုံပြီးတော့ရှုစရာအာယုံရောရှုသိတဲ့စိတ်ကိုယူပြစ်လိုက်တယ်ခါတဲ့ကိုပြတ်သွားငြိမ့်သွားတာပွဲသိမ့်သွားတာအဲ့ဒီတည်းကိုဖြတ်ကလေးဆိုတော့မှရောက်သွားတာတော့အရိယာနာပฏิဝေရေနအာဂတတအတိကမတ္တအတိကတတအတိကမတတ္တနာမတဲ့ယုံနာနှစ်ပါးချုပ်ညတဲ့နိဗ္ဗာန်နဲ့မှာသောတာပတိမဲ့ညာဖူညာနဲ့မျက်မှောက်ပြုလိုက်လို့ရှိရင်အဲဒီခါမှာနိဗ္ဗာန်မြင်ငါကျွန်းသစ္စာမှန်စွာသိမှုပြီတဲ့ယုံနာနှစ်ပါးချုပ်ညတဲ့နိဗ္ဗာန်ပေါ့ရှုစရာတွေရှုတာတွေပေါ့လေဒီမှာအာယုန်နဲ့အတိတွေခါလဲဆက်ခါဖြစ်နေတာနောက်တွတ်နဲ့တချိန်လုံးတက်လာဥပဒနာညာရင်းကျက်ပြည့်စုံသွားတဲ့အခါကျတော့မြောင်ဖုံတော့မယ်အပြုတ်မှာပေါ့လေရှိဥစွာ၄-၅-၈လမ်းလောက်အချိန်ယူလိုက်တယ်ပေါ့မကလေးကတွက်တွတ်နဲ့ခါတဲ့အချိန်လုံးတက်လာပြီးတော့ဖြတ်ကလေးဆိုရှုစရာအာယုံရရှုတည်တဲ့စိတ်ကလေးပါလေရက်တော့တာပြတ်တော့တာငြိမ့်သွားတာပထမဘဝတ္တယုံနာနေပေါ့လေရှုစရာအာယုံနဲ့ရှုတည်တဲ့စိတ်ဒီမှာဆက်ကဖြစ်နေတာမပြတ်နောက်မပြတ်ဖြစ်နေတဲ့ဟာတွေကနေပြီးတော့ရက်သွားတဲ့တဲပေါ့လေအပ္ပဝတ္တဆိုတာရက်သွားတဲ့ပြတ်သွားတဲ့ငြိမ့်သွားတဲ့တခါတည်းမှာဆက်ရောက်သွားတာတော့ဆက်ရောက်သွားတာတော့ဆက်ရောက်သွားတဲ့အခါကျမှတည်ပြုတဲ့အနေနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်ပြီတဲ့မျက်မှောက်ပြုလိုက်တာတော့နိဗ္ဗာန်မြင်ကကျွန်းသစ္စာမှန်စွာသိမှုပြီတဲ့သောတာပတိမညာဖူညာနဲ့နိဗ္ဗာန်မျက်မှောက်ပြုလိုက်တာနဲ့ပဲတခါတည်းတရားကိုအနေနဲ့ပေါ့လေဒုက္ခသစ္စာပိုင်းခြားသိမှုကိစ္စပြည့်စည်သွားတာသမုဒယသစ္စာပယ်မှုကိစ္စပြည့်စည်သွားတာမေဃသစ္စာပွားမှုတဲ့တရားဝေကိစ္စပြည့်စည်သွားတာ
အဲ့ဒီပိုက်ရောက်သွားတယ်အဲ့ဒီပိုက်ရောက်သွားတဲ့ခါကျတော့ခုနအဲ့ဒီသစ္စာ၄ပါးထိုးထိုးထွင်းထွင်းသိမြင်ခြင်းဖြင့်ပိုက်နိုင်စွာရရှိတဲ့သရတရားကိုဒါအဓိကမတ္တခေါ်သည်အဲ့ဒီအဓိကမတ္တဒါအရိယာမနဲ့ပြီးရမှာအရိယာမနဲ့ပြီးရမှာအဲ့ဒါအရိယာမနဲ့ပြီးစီရရှိတဲ့တတ္တတရားပဲပုဂ္ဂိုလ်ကမှခြောက်ချလို့မရဘူးခြောက်ချလို့မရဘူးဒီမှာဘယ်တော့မှမပြည့်ပြည့်တော့ဘူးဒီမှာအဲ့ဒီတရားမျိုးဒီမှာအဲ့ဒါပိုင်နေစွာရရှိတဲ့တတ္တတရားလို့ဒီလိုခေါ်ပါတယ်အဲ့ဒါကိုဘုန်းကြီးကဆောင်းပူလေးလှုပ်ထားပါတယ်ဒီမှာဘုရားဆောင်းပူလေးကတစ်မျိုးကတော့တစ်မျိုးပြင်ထားတယ်ဒီမှာမက်ဖြစ်ပြီးပြီမက်ဖြစ်ပြီးပြီပိုင်ရမည်တဲ့ပိုင်ရမည်အဓိကမခေါ်တဲ့မက်ဆိုတာအရိယာမက်နဲ့ပြီးတာပါထူးထူးထွန်းထွန်းသိတယ်မက်ဖြစ်ပြီးစီးသွားတာတရားကိုအနေနဲ့ပြီးစီးသွားတာပါမက်ဖြစ်ပြီးပြီမက်ဖြစ်ပြီးပြီဘာလဲပိုင်ရမိအဓိကမခေါ်တဲ့ပိုင်သွားတာတခါရမိမိရတခါပိုင်မိုင်နိုင်ဖြစ်သွားတာဟောလေအဲ့ဒီလိုဖြစ်သွားတာအဲ့ဒီတတ္တတရားအဲ့ဒီခါကျမှပဲတိပဲစိုက်ပွား၄ပါးကိစ္စပိုင်ရဆိုတာဟောလေပိုင်ရသွားတာဝိပဿနာခိုက်တာမှာဒုက္ခသစ္စာပိုက်ချတည်ခြင်းဖြင့်သမုဒိယသစ္စာပယ်မှုနိရောဓသစ္စာမျက်မှောက်ပြုမှုနဲ့မဂ္ဂသစ္စာပွားမှုဆိုတာကတော့ရှိခဲ့ပါတယ်ဒါပေမဲ့လို့တရားဝင်မဟုတ်သေးဘူးအရိယာမမရောက်သေးပဲနဲ့ကမ္မထံကထွက်ပြီးတော့ပြန်သွားတဲ့အခါငကုကရရှိတဲ့အတိညာနေအလေးချင်းကပြက်သွားတော့သမာဓိကပြက်သွားတော့တဖြည်းဖြည်းဉာဏ်ကြီးကမှိမ့်မိသွားနိုင်တယ်မေးရုံနဲ့မဟုတ်ဘူးနောက်ဆုံးပျောက်သွားနိုင်တယ်ဒီဘဝမပျောက်တော့မှနောက်ဘဝတွေပျောက်သွားနိုင်တယ်ဒီတော့တရားဝင်မဟုတ်သေးတော့မသေးကြသေးဘူးယခုဘဝဝိပဿနာယောဂီသူတော်စင်ညံ့နေပြီးတော့ယခုဘဝမှာပဲသူယုံမှကြီးလည်းဖြစ်သွားနိုင်သေးတယ်ယခုဘဝမဖြစ်တော့မှနောက်ဘဝမှာသူတော်စင်ကြီးကနေပြီးတော့သူယုံမှကြီးလည်းဖြစ်သွားနိုင်သေးတယ်သူစိတ်ကြီးပွားပြီးတော့ငရဲလည်းကြနိုင်သေးတယ်ဒီတော့ဝိပဿနာဉာဏ်ပြည့်စုံလို့ကဒုက္ခမြင်ပြီးတော့ကြံတဲ့သုရိယသစ္စာပယ်မှုနိရောဓသစ္စာမျက်မှောက်ပြုမှုနဲ့မဂ္ဂသစ္စာပွားမှုပါပါတယ်လို့ဆိုပေမဲ့လို့ပရိယေအနေအားဖြင့်ဒါကရတဲ့လို့ဖော်ပြထားတာတကယ်တရားဝင်တော့မဟုတ်သေးဘူးပိုင်ပိုင်နိုင်ပေါ့လေဘယ်လိုဖြစ်မပြည့်ပြည့်နေလို့တဲ့အနေမျိုးမရောက်သေးဘူးအရိယာဖြစ်သွားတဲ့ခါကျမှမဉ္ဇဉ်ကိုညာနဲ့နိဗ္ဗာန်မျက်မှောက်ပြုသွားတဲ့ခါကျမှဒါအရိယာဆင်းရောက်သွားပြီအဲ့ဒီအရိယာဆင်းရောက်သွားတဲ့ခါကျမှဆွဲမြဲတဲ့တရားတွေတဲ့အဲ့လိုဖြစ်သွားတာဥပမာလောကဥပမာအဖြစ်ဘုန်းကြီးတို့ဒီအစိုးရဌာနအသီးသီးရှိပါတယ်အဲ့ဒီဌာနမှာအကြီးအမှုဆိုတာကတယောက်ရှိရမြဲပါပဲအဲ့ဒီဌာနရောက်လာတဲ့အစိုးရကိစ္စအဝဝတွေအဲ့ဒီအကြီးမှုကပဲတာဝန်ယူရတယ်ဒါပေမဲ့လို့ရေးရချွတ်ရမှတ်ရတားရတာကတော့အောက်လက်သားတွေကပါပဲဒါတွေလောက်ရတာပါပဲဟောအောက်လက်သားတွေကလှုပ်ထားပြီအလုတ်တော့ပြီးပြီပေါ့ရေးချွတ်မှတ်တမ်းတွေခါတဲ့တင်ထားတာရေးစရာရှိဖြည့်စရာရှိဖြည့်ပေါ့လေဒီမှာအကုန်လုံးဒီမှာရေးထားအောက်လက်သားတွေအလုတ်ပြီးတယ်လို့ဆိုမလားဆိုတော့လို့တော့ပြီးပြီဒါပေမဲ့လို့တရားဝင်ဖြစ်ဖို့ရာအတွက်ဆိုင်ရာတာဝန်ကအကြည့်မှုကလက်မှတ်မထိုးရသေးရဲ့အဲ့ဒါကိစ္စပြီးတယ်လို့မဆိုဘူးတရားဝင်ပြီးတယ်လို့မဆိုဘူးအောက်လက်သားတွေလှုပ်ထားတဲ့ဟာကိုတာဝန်ခံရာရှိကဟောဖြတ်ကလေးဆိုလက်မှတ်ထိုးလိုက်တာနဲ့ပဲဒီကိစ္စတရားဝင်ပြီးစီးတယ်လို့ဒီလိုသိမှပြပါတယ်တို့ဆိုင်ရာတာဝန်ခံရာရှိလက်မှတ်ထိုးဖို့ရာအတွက်အောက်လက်သားတွေကအစင်းနဲ့လည်းလှုပ်ထားရတယ်အစင်းနဲ့မလှုပ်ဘဲနဲ့စက်ကူကြီးဗလာတက်တဲ့လက်မှတ်ထိုးလို့ဘာအဓိပ္ပာယ်ရှိလဲအကုန်လုံးဒီမှာရေးချွတ်မှတ်တမ်းတွေကလည်းပြင်ပြီးတော့လှုပ်ထားရတာပြီးစီးနှင့်ထားရတာပြီးစီးနှင့်ထားတဲ့ဟာမှတာဝန်ခံရာရှိကဖြတ်ကလေးဆိုလက်မှတ်ထိုးလိုက်ရမှာပေါ့လက်မှတ်ထိုးနိုင်တာပေါ့လက်မှတ်ထိုးတဲ့အချိန်ကြီးကဘာမှကြာတော့ဖြတ်ကလေးဆိုပြီးသွားတာပဲအရိယာမဖြစ်တဲ့အချိန်ကြီးကဘာမှကြာတော့ဖြတ်ကလေးဆိုပဲဒါပေမဲ့လို့သူ့ရဲ့ရှေ့ပိုင်းကလောကီမဲ့ခေါ်တဲ့ဥပဒနာမဲ့ကတကုတ်ကုတ်နဲ့ဒီမှာလှုပ်နေရတာနားရအားရတယ်မရှိဝိကြည့်ဝလာဘုန်းကြီးယောဂီဒီတရက်မှ24နာရီ24နာရီရဲ့
များကြီးပဲလုပ်နေအဲ့ချိန်လေးခြံလာထားပြီးတော့ကျန်တဲ့ချိန်လေးတွားရထိုင်နေအရိယာဘုလေးမျိုးလုံးမှလုပ်နေရတာပဲအများအားကြောင့်ရစိုက်ပေးနေရတယ်အများအားတတိတွေဖြစ်အောင်ပေါ့လေစွစွမြဲမှတ်နေအောင်ဒီမှာစွမြဲစွာမှတ်နေရတယ်ကျွေးအောင်မှစိတ်ကလေးစိုက်ကြနေသိနေရတယ်အာယုဏမစိတ်တရားကိုချိန်ပေးရတယ်သူရဲ့အခြေခံဖြစ်တဲ့သီလမဲ့ခင်နေလည်းပဲဒီမှာအမိပြုတ်ပြီးတော့ပေါ့လေမကြိုးမပေါင်ပြောက်ပြအောင်ထိမ့်သိမ့်နေရတယ်ဒီမှာသီလမဲ့ခင်ရောသမာဓိမဲ့ခင်ရောပညာမဲ့ခင်ရောဒါဒီပွားနေရတာဒါဒီအလုပ်လုပ်နေရတာဒုက္ခသစ္စာတွေလည်းကိုယ်ရပေါ်သမျှဟာတွေလည်းပဲသိနေရတာတတိတဲ့သိနေရတာမြင်နာကြတာနာနာစားတာထိတာသိတာကိုယ်ရဆန်းတာစောင်းတာငဲတာကြွားတာလာနာချအဆုံးနေတာပါအကုန်လုံးဖြစ်ဖြစ်သမျှဟာတွေပေါ့ဒါဒီတောက်လျှောက်သိနေရတာနားရအားရတယ်မရှိပါဘူးတကုတ်ကုတ်နဲ့အလုပ်လုပ်နေရတာပဲဒါလုတ်သားမဲ့ခင်ဆိုတာဒါပြောတာပဲအဲ့ဒီလုတ်သားမဲ့ခင်ကတကုတ်ကုတ်နဲ့လှုပ်လို့ယုံနာပိုင်းခြားသည်ယုံနာကြောင်းကျူသည်ယုံနာပြပြနေစာဒုက္ခအနတ္တချက်လက်သည်ရေကလေးပေါ်ရေကလေးပြောက်ခတ်တွတ်တွတ်သည်တရေနဲ့ကုံဆုံးပြောက်ပြပုံသည်တရေနဲ့ကုံဆုံးပြောက်ပြပုံသည်ရသဖြင့်ကြောက်ွယ်ရာဒီဝဋ္ဌိစသည်ဥပဒနာဉာဏ်ဤအစဉ်တိုင်းမှာဖြစ်လာတာဒီမှာဒုက္ခမြင်ကတွင်းသစ္စာမှန်စွာသိမှုပြီးဆိုတာပေါ့လေဒုက္ခမြင်ပြီးတော့သစ္စာ၄ပါးတွေတခါတည်းဒီမှာတိလာတာရှေ့ပိုင်းကအလုံးလုံးလာတာနောက်ဆုံးဥပဒနာကအလုံးလုံးလို့ပြီးသွားပြီဥပဒနာဉာဏ်ဆုံးသွားပြီရင်းကျက်ပြည့်စုံသွားပြီပြည့်စုံသွားတော့ဖြတ်နဲ့အရှိန်တစ်ချိန်နဲ့တည်းပြီးတော့ဖြက်ကလေးဆိုကအငိမ့်တာနေပါပေါ့လေသောတပတ္တိမဲ့ညာဖူညာနဲ့စိုက်သွားတာအဲ့ဒါမှလက်မထိုးလိုက်တဲ့အချိန်ပိုင်းလေးလောက်ပြီးသွားတာပဲစက္ကန့်ပိုင်းနိုင်ပြီဆိုလို့ရှိရင်တော့အများကြီးပိုင်းရမှာပါဖြက်ကလေးဘာမှကြားတာမဟုတ်ဘူးအဲ့ဒီပိုင်းလေးပဲခုနတောင်းငံရာရှိအောက်လက်သားတွေလှုပ်ထားတဲ့ကိစ္စတရားဝင်ပြီးမြောက်ဖို့ရာတွေ့လက်မထိုးရလို့ပေါ့လေတရားဝင်ကိစ္စပြီးကြည့်သွားတာအဲ့ဒါနိဗ္ဗာန်မြင်ကကျွင်းသစ္စာမှန်စွာသိမှုပြီးတဲ့နိဗ္ဗာန်မြင်ပြီးတော့နိဗ္ဗာန်မျက်မှောက်ပြုပြီးတော့និရောဓသစ္စာမျက်မှောက်ပြုပြီးတော့ဒုက္ခသစ္စာပိုင်းခြားသိမှုတရားဝင်ပြီးသွားတယ်သမုဒယသစ္စာသောတာပန်ဆိုလို့ရှိရင်အပေကြစီတတ်တဲ့ตาယာမှုပေါ့လေတဏှာတွေလူဘဝနတ်ဘဝမှာစုံစမ်းကြည့်နေတဲ့ခုနဘဝတွေတိုးပြီးတော့ဖြစ်လို့တဲ့တဏှာတွေအဲ့ဒီတဏှာတွေတခါတည်းတည်းမှာပယ်တတ်လိုက်မရှိတော့ပြီးတော့မေဃသစ္စာပွားမှုလည်းတမင်တရားဝင်ပြီးစီးသွားတယ်ဓမ္မဒုက္ခမြင်ကကျွင်းသစ္စာမှန်စွာသိမှုပြီးတဲ့အဲဒီတော့မှတခါတည်းဓမ္မအရိယာနာပฏิဝေဒေနအဓိကမတ္တအဓိကမတတ္တနာမအရိယာနာဖြူစင်မြင့်မြတ်သောအရိယာပုဂ္ဂိုလ်တို့ဤတဏ္ဍာ၌ပฏิဝေဒေနသစ္စာ၄ပါးထူးထူးသိခြင်းဖြစ်နိရောဓသစ္စာကိုမျက်မှောက်ပြုလို့ကြံသစ္စာတိမှုကိစ္စပြီးစည်းတဲ့အနေရောက်အောင်ထိုးထိုးထွင်းထွင်းသိခြင်းဖြစ်အဓိကမတ္တပိုင်နိုင်စွာရရှိသည်ဖြစ်ကြောင်းအဓိကမတ္တနာမှာအဓိကမတ္တမီနားလည်ကြလားမရှိဘူးနားလည်တယ်နော်ခုနကဆိုပြီးမို့လားဆိုပြီးမို့လားမဲ့ဖြင့်ပြီးပြီပိုင်ရမည်အဓိကမခေါ်ဆိုတာဆိုပြီးမို့လားဆိုပါသေးကဲဆိုရမယ်မဲ့ဖြင့်ပြီးပြီမဲ့ဖြင့်ပြီးပြီနော်ပြီးပြီဟုတ်လားမလားမဲ့ဖြင့်ပြီးပြီပိုင်ရမည်အပိုင်ရမည်လို့ဆိုတယ်အဖြုတ်ထားတယ်ဓမ္မပိုင်နိုင်မိရတခါတည်းဆွဲမြင်းဟုတ်လားမလားခိုင်ခန့်သွားခိုင်ခန့်ကရလိုက်တာလို့ဒီလိုဆိုလို့လေမဲ့ဖြင့်ပြီးပြီပိုင်ရမည်ဟုတ်တယ်တော့အဓိကမခေါ်မဲ့ဖြင့်ပြီးပြီပိုင်ရမည်အဓိကမခေါ်မျက်ဖြင့်ပြီးပြီပိုင်ရမည်အဓိကမခေါ်ဆိုမဲ့ဖြင့်ပြီးပြီနော်မျက်ဖြင့်ပြီးပြီမဲ့ဖြင့်ပြီးတော့အရိယမဲ့ဖြင့်ပြီးတော့ပြီးထားတဲ့တတ္တတရားအဲ့ဒါမလားပိုင်ရမည်ဆိုတာအဓိကမဆိုတာပိုင်နိုင်ပေါ့လေရရှိလိုက်တာတဲ့ပိုင်ရမည်အဓိကမဆိုခေါ်တယ်အဓိကမတတ္တခေါ်တယ်တဲ့အခုတည်းမှာကိန္တုတတုပဋိဋ္ဌိတာတဲ့ဗာဏိဘုံတော်နေဝထုံးလိုက်တော့ပါတော့ဘုရားမြတ်စွာဘုရားပဋိဋ္ဌိတာဘဒုဝဖြစ်ဖြစ်မပြည့်ပြည့်နေတော့တဲ့အနေမျိုးရောက်တဲ့အထိ
တီးတန့်ခိုင်မြဲလျင်တာဓုကောင်းသောအရာကကိတုပါလဲဖရာတဲ့တတ္တာဓုပဋိဋ္ဌိတာဒီဝဗုဒ္ဓတိလွေ၌မေ့လျှောက်လာညာဥဒကနာသပဋိဋ္ဌိတာဘဒုဝဖြစ်ပြမပြည့်ပြည့်နိုင်တော့တဲ့အနိမျိုးရောက်တဲ့အထိတီးတန့်ခိုင်မြဲပါမူတာဓုကောင်းသောအရာကတတ္တာဟောဒီလိုအရိယပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့ပိုင်းနိုင်တဲ့သရတရားပဲတဲ့ဒါပြောတာအဲ့ဒီသရတရားကိုရည်ပြီးတော့ပြောတာဟုတ်လားဒီတတ်ခိုင်မြဲလျင်ကောင်းတာပဲဟာလေတဲ့နော်ဒီတတ်ခိုင်မြဲလျင်ကောင်းတာတတ္တာတရားပဲတဲ့မြတ်စွာဘုရားဖြေတာဒါပဲအဲ့ဒီလိုပိုင်ထားတဲ့သရတရားရှိရင်တဲ့ဘဒုဝဖြစ်ဖြစ်မပြတ်ပြတ်နိုင်တော့ဘူးပစ္စည်းတွေနဲ့ဖျားရောက်သေးဆောင်ပြီးတော့ဖြစ်လည်းမပြတ်တော့ပြီးတော့ချိတ်ချောက်ဖြစ်လည်းပဲမပြတ်တော့လိမ်ညာပြီးတော့ဖြစ်လည်းပဲမပြတ်တော့ဘယ်တော့မှမပြတ်တော့အဲ့ဒါခိုင်ကန့်သွားတယ်ဒါမှမဟုတ်ကိနစီအတ္တဟာရိယလို့ကျမ်းဂန်များပြထားတဲ့ဓမ္မကိနစီမြည်သည့်တစုံတစ်ယောက်မှအတ္တဟာရိယရွေ့သွားအောင်မလှုပ်ရှားနိုင်ဘူးတဲ့အဲ့ဒီတရားတဲ့ဘယ်နည်းနဲ့မှလှုပ်ရှားလို့မရဘူးဒီလိုဆိုတဲ့အဲ့ဒါအဝိဇ္ဇပတာရခေါ်တယ်ဉာဏ်ဖြစ်တဲ့ဝေယုံကြည်တာဥပဒနာခိုက်တာမှလည်းပဲဉာဏ်နေပါလိမ့်မယ်ဖြစ်လာယုံနာနေသည်ယုံနာကြောင့်ယုံနာဖြစ်ပြနိစ္စဒုက္ခအနတ္တချက်တဲ့ဒီကလေးပေါ်ရိတ်ကလေးပြောက်သည်မှာတရားတွေဖြစ်စွဲလာတာမြဲလာတာဟာသိဟုတ်တယ်သိမှန်တယ်မြတ်စွာဘုရားဟောတာကုမငါတို့ကျင့်ရတာသိမှန်တာပဲဆိုတာတရားတွေစွဲလာမြဲလာတယ်အဲနောက်ဆုံးအငြိမ့်တာနိဗ္ဗာန်ကိုမဲ့ညာပူညာနဲ့မျက်မှောက်ပြုလိုက်တဲ့အခါကျတော့ဟာအငြိမ့်တာရှိပါလားဆိုတာပေါ့အငြိမ့်တာငါတွေးပြီအဲ့ဒီကစပြီးတော့တရားတွေးတော့ဘုရားတွေးဆိုတဲ့အတိုင်းပေါ့တရားမြင်တော့ဘုရားမြင်ဆိုတဲ့အတိုင်းကဲတဲ့မှာဘုရားလည်းမြင်သွားပြီတန်ဃာတော်ကလည်းပဲမြတ်စွာဘုရားဆုဆုံးမကျတဲ့အတိုင်းလိုက်နာကျင့်ကြံတယ်ရကတောသမောကျင့်အောင်ကျင့်ကြံတယ်တန်ဃာတော်ဖြစ်ပါပြီလေမိမိလိုပဲကိလေသာတွေစိတ်ပိုင်းငြိမ်းနေတဲ့ပုဂ္ဂိုလ်ကြီးရှိပါပြီလေဆိုတာပေါ့တန်ဃာလည်းယုံကြည်သွားပြီဒီနည်းနဲ့ပဲပစ္စည်းနဲ့ဖျားရောက်ဖြစ်လို့မပြတ်ပုံကဟိုတလောကလည်းပြောခဲ့ပါတယ်သုဘဗုဒ္ဓအနုဘောမြတ်စွာဘုရားတရားဟောတဲ့ပိဋကအစွန်းကနေပြီးတော့နာကြားရင်ဒီတဏှာနုတာရိနာဉာဏပိဋိတဝါဆိုတဲ့အတိုင်းပေါ့မြတ်စွာဘုရားဟောကြားတဲ့တရားဒေသနာစဉ်လျှောက်ပြီးတော့ကိုယ်နဲ့ကပ်ပြီးတော့ရှုလိုက်တဲ့အခါမှာယုံနာအဖြစ်ပြအနိစ္စဒုက္ခအနတ္တချက်လက်ဒီဥပဒနာဉာဏ်တွေကလည်းစင်တိုင်းတက်ပြီးတော့ဖြတ်ကလေးဆိုညိနာနေပါသောတပတ္တိမဉာဏ်ဖုန်ဉာဏ်နဲ့တွေ့သွားတာတရားတွေသိထူးသွားတာအရိယာမေမရောက်ခင်တဲ့ကိုကနိဗ္ဗာန်မျက်မှောက်ပြုခင်တဲ့ကိုကအတွေ့လေးတွေကထူးလာတော့ကိုထူးပုံလေးတွေအနိစ္စရာပုဂ္ဂိုလ်ပြောကျင်တာအထူးအဖြစ်ကမ္မထမ်းဆရာတွေပြောပြကျင်တာတရားတရားတွေသိဖြစ်တာသူတဏ္ဍာမှာသိထူးသွားတာသိထူးတော့မြတ်စွာဘုရားလျှောက်ချင်တာဒါပေမဲ့ပိဋကလည်းပဲရှိနေသေးတော့သူ့အနေနဲ့ကလျှောက်လို့ကမဖြစ်ပဲကိုသူကနူရွှဲနေတဲ့ပုဂ္ဂိုလ်ဆိုတော့ပိဋကတော်တယ်တိုးသွားလို့မလွယ်ပိဋကကြီးဆဲမြတ်စွာဘုရားကျောင်းကြွသွားပါလိသူကနောက်ကနေလိုက်ပြီးတော့တရားသူကြီးလျှောက်ပါတွေးပုံအထုတ်ပုံလျှောက်ပုံအခုဒီမှာကမ္မထမ်းဆရာတွေကိုယောဂီတွေကအထုတ်ပုံတွေတွေးပုံတွေလျှောက်ထားတယ်လို့ပေါ့တွေ့လေးတွေထူလာပြီဆိုလို့ရှိရင်အိုးတကြောကြောဖြစ်နေလျှောက်ချင်းနေတာပဲအဲ့လိုဖြစ်နေတာအကြောင်းရောက်သွားတဲ့ခါကျကျောင်းသွားနေတော့ပေါ့မြတ်စွာဘုရားကျောင်းသွားနေတော့တရားကလာပြီးတော့ပြောတယ်သူကဘုရားတော့ထူသွားပြီသူရဲ့စိတ်နေစိတ်ဓာတ်ဘယ်လိုနေသလဲဆိုတာစမ်းကြည့်တယ်နားတယ်တော့သူကဘုရားသင်ဟာအမှန်ဆင်းရဲနွမ်းပါတဲ့တကောင်ကျွတ်ပဲဆိုတာပေါ့လာပြီးတော့ပြောတယ်တင့်ကိုပစ္စည်းလက်လာပါတည်းပေါ့လေပိုင်ချကန့်တမရှိတဲ့ပစ္စည်းတွေတစ်သက်လုံးစားလုံးကုန်တဲ့ပစ္စည်းတွေပေးမယ်တင့်တောင်ကတော့ဘုရားရှိမဟုတ်တရားရှိမသံဃာရှိမဟုတ်ဘူးဘုရားတရားသံဃာရဏသုံးပါးပြည့်ငါဘာလို့စီရလဲဒီလိုပြောရမယ်ကြည့်လေတရားတွေ့ထားတဲ့ပုဂ္ဂိုလ်တရားတွေ့ထားတဲ့ပုဂ္ဂိုလ်တရားမြင်တော့ဘုရားမြင်တော့သံဃာလည်းမြင်ဆိုတာဘုရားတရားသံဃာရဏသုံးပါးရဲ့ကိုသိနေပြီဘုရားရဲ့စွမ်းရည်တရားရဲ့စွမ်းရည်သံဃာရဲ့စွမ်းရည်သိနေပြီဆိုတော့ဒီလိုလာပြောသူလက်ခံမှာခံမှုကျုပ်ဒီကောင်ကြမဟုတ်ပါဘူးတဲ့ပြီးတော့လည်းပဲကျုပ်ဆင်းရဲသူမဟုတ်ပါဘူးတဲ့တတ္တအစာကြီးတဲ့အရိယဥစ္စာ9ပါးရှိတဲ့ပုဂ္ဂိုလ်အမျိုးသားပဲဖြစ်အမျိုးသမီးပဲဖြစ်ဘုရားအစာကြီးတဲ့သူတော်ကောင်းတွေကအတ္တလိတ္တဆင်းရဲနွမ်းပါသူမဟုတ်ဘူးတကြွယ်လို့ပြောတယ်တဲ့အဲ့ဒါလို့အခြေအနေရှိနေတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းဟာလည်းပဲအချင်းဒီအသက်ရှင်ခြင်းမဟုတ်ဘူးအကျိုးရှိသောအသက်ရှင်ခြင်းလို့ဒါဟောကြားတတ်တာရှိပါတယ်တဲ့တရားကိုပြန်ပြီးတော့သူကခြေပါတယ်
ပြီးတော့ကျုပ်ကလည်းပဲတကောင်ပြောတယ်တဲ့ခေါင်းကြောင့်မဟုတ်ပါဘူးတဲ့မြတ်စွာဘုရားဆုံးဆုံးမကျတဲ့အတိုင်းမှာကျင့်သုံးလို့ကျုပ်မှာတဲ့ဓမ္မတတ္တအစရှိတဲ့တရားတွေကိုလည်းထူးထူးကဲဖြစ်နေတာဖခင်ရဲ့ဆုံးဆုံးမကျတဲ့အတိုင်းလိုက်နာတယ်ဆိုလို့ရှိရင်ဒါသားကောင်းသမီးကောင်းပေါ့တဲ့သားသမီးကောင်းပေါ့တဲ့ဖခင်ရှိနေတယ်တကောင်ကျွတ်မဟုတ်ဘူးတဲ့သူကတော့ပြန်ပြီးတော့ပြောလိုက်တယ်အဲ့ဒါလိုပြောပြီးတော့တရားလည်းပဲကျင့်ပြီးတော့မြတ်စွာဘုရားသွားပြီးတော့လျှောက်တယ်မြတ်စွာဘုရားတင်းလို့တရားမျိုးရာနဲ့ထောင်းနဲ့ခြေပြီးတော့သုဘဗုဒ္ဓရဲ့တရားတရားကိုဖြစ်လို့မရဘူးတဲ့မြတ်စွာဘုရားလည်းမြင်ကြပါတယ်တော့အဲ့ဒါမှကြည်အဲ့ဒီဝတ္ထုမှာဒီမှာလေပစ္စည်းတွေအများကြီးပေါ့အမှန်ဆင်းရဲတာပဲသူကသုဘဗုဒ္ဓအနုပဲတောက်စားနေရတာတိုက်ကြတိုက်ကြအိတ်နေရတာပဲဒီမှာပစ္စည်းမမဲ့ဘူးတစ်သက်လုံးထိုင်စားနေတော့ပစ္စည်းတွေပေးရမယ်ဆိုတော့ပစ္စည်းနဲ့လာဖြာကြားရောက်လာမပြည့်ဘူးဒီမှာဘယ်လောက်ထူးကြတယ်အဲ့ဒီလိုတရားတရားမျိုးတီးသွားတာခိုင်သွားတာစွဲသွားတာမြဲသွားတာအဲ့ဒီလိုမြဲသွားရမှာအဲ့ဒီလိုဆိုရင်ကောင်းတယ်အဲ့လိုတရားတရားမျိုးရသွားကောင်းတယ်ဒါအရိယာဖြစ်မှာအရိယာဖြစ်မှာဒီတရားတရားမျိုးဒါကပစ္စည်းနဲ့ဖြားယောင်းပြီးတော့ဖြစ်ပြီမဲ့လို့မပြတ်ဘူးပြီးတော့ချိတ်ချောက်ပြီးတော့ဖြက်လို့မပြတ်တဲ့ဟာလေးကိုတို့ချုပ်ပြီးတော့ပြောရမှာဘုရားလက်တဲ့တော့ကဒိဋ္ဌိဇာတိပုံနာပုံလေးမာကြီးဆိုတာရှိပါတယ်သူကငယ်ငယ်လေးကမြတ်ဘုရားနဲ့တွေ့ပြီးတော့တရားတွေအားထုတ်လို့သောတာပန်ဖြစ်နေပါတယ်အဲဒီကသာဝိကမာကြီးပါပဲသူ့ရဲ့ခင်မွန်းတွေဘာလို့လဲဆိုပုံနာကြီးကတော့ဗြဟ္မင်မဲ့ပုံနာပဲသူကဟိန္ဒူယူဝါဒတစ်ချိန်မှကြီးပုံနာကြီးကပုံနာဆရာ900ကိုအစဝဲတောက်ခွေလေးနဲ့ကျွေးမိုးရဖိတ်အင်းရောက်တဲ့အခါကျတော့ရှင်မကြီးတို့ဆရာပုံနာတွေတော့ဒီမှာ900တော့ဖိတ်ကြခဲ့တယ်ကျမကဘာလုပ်ပြရမလဲဟိုမင်းကတော့ဘာမှအထူးလုပ်ဖို့မလိုပါဘူးအကုန်လုံးဒီမှာချက်ဖို့ပြုတ်ဖို့ကျွေးဖို့မှုတွေအကုန်လုံးတောင်းပြီးပါပြီတခုတော့ငါတောင်းမှထားခြင်းနဲ့တဲ့မင်းကလည်းပဲဗုဒ္ဓဂေါရမကိုတတိယတိုင်းပေါ့လေနမောဗုဒ္ဓတဗုဒ္ဓတာမြတ်စွာဘုရားနမောရှိခိုးပါ၏ဆိုလို့ရှိတယ်တို့ဆရာပုံနာတွေကြွရောက်ပြီးတော့သပွဲထိုင်နေတဲ့အခါမျိုးမှာတော့အဲ့ဒါတော့မဆိုနဲ့ကွာတဲ့ဒါလေးတော့ခဏရထားပါတဲ့ဒီလိုကိုဟုတ်တယ်တရားအထုလို့တရားမြင်နေတဲ့ပုဂ္ဂိုလ်ကလေတခုခုလဲသွားမယ်ချော့သွားမယ်ချီမယ်ဆတ်မယ်ဆိုလို့ရှိရင်ဘုရားပဲသတိရတာပဲအဲ့ဒီအနိစ္စနိပုံလေးမှာကြီးရတယ်ပဲချီဆတ်လို့ပဲဖြစ်ဖြစ်ချောင်းဆိုလိုပဲဖြစ်ဖြစ်ချော်သွားလိုပဲဖြစ်ဖြစ်ပေါ့လေနမောဗုဒ္ဓတနမောဗုဒ္ဓတမြတ်စွာဘုရားရှိခိုးပါမြတ်စွာဘုရားရှိခိုးပါဆိုတော့သူကအလေးဖြစ်နေတာဒီလိုပဲအဲ့ဒါလည်းပဲနည်းနည်းနားကြပြင်းကတ်တယ်နဲ့တူပါရဲ့အဲ့ဒီဇီယာပုံနာတွေသပွဲထိုင်နေတဲ့အခါမျိုးမှာတော့အဲ့ဒါတော့မဆိုးနဲ့ကွာဆရာပုံနာတွေစိတ်ဆိုးသွားရင်မကောင်းဘူးတဲ့ဟိုရှင်းပုံနာတွေနဲ့စိတ်ဝမ်းကွယ်ရင်လည်းကိုယ်ရှင်ကိုယ်ွယ်ထားတဲ့ဇမားလေးနဲ့စိတ်ဝမ်းကွယ်ရင်လည်းကိုယ်တတိယလို့ရှိရင်တော့ဇမကတော့ဆိုရမှာရွတ်မှာပဲဒီတော့ပုံနာကြီးကနည်းနည်းစိတ်ဆိုးလာကွာတဲ့တို့ရွာတကားတော်မှလေပိတ်လို့ဆိုလို့ရနိုင်သေးတာပဲတဲ့ဒီမှာလက်နှလုံးလောင်လေးနဲ့ပိတ်လို့ဆိုလို့ရနိုင်တဲ့ပါဇက်ကလေးဒီအခိုက်တံလေးပိတ်ထားတာဘာဝင်လေးသလုံးကွာအိုးဝင်လေးတယ်တတိယရဲ့တော့ကျမကတော့ဆိုရမှာပဲတဲ့ရွတ်မှာပဲတဲ့ဒါနဲ့စိတ်ဆိုးပြီးတော့အင်္ဂါနဲ့ရှိတဲ့ဓာကြီးပေါ့တလွတ်ပေါ့ဆောင်းဓာပေါ့သူတို့ကတော့တန်လျက်ခေါ်တာပေါ့ဟိတ်ရှင်မဟိတ်ကောင်မပေါ့ဒီကောင်မပြောမှာပါရှင်မတော့ပြောမှာဟုတ်ပါဘူးဒါကြည်စဒီမှာဒါကြားပါထင်တယ်တို့ဆရာပုံနာတွေဇပွဲထိုင်နေတဲ့အခိုက်ယဟန်ကောရမကိုတတိယလို့နမောဗုဒ္ဓတဘုရားရှိခိုးပါ၏လို့ရွတ်လိုက်တာနဲ့ပဲဟောခေါင်းကနေပြီးတော့ခြေထောက်ထိနှုတ်လို့ဆင်းပြခြေထောက်ကနေပြီးတော့ခေါင်းထိနှုတ်လို့ဆင်းပြဒီလိုကိုချင်းချောက်တာဆိုလိုတဲ့အိဗေတော့တတ်ပြမယ်ပြောတာပါပဲမင်းမဆိုနဲ့ဆိုရင်တော့ငါတတ်ပြမယ်ဒါနဲ့ခုတ်တတ်ပြမယ်ဒါပြောတာမကြောက်ပါဘူးမကြောက်ပါဘူးဘာတော့လဲဆိုပုံဒီနေ့စာနီပုံလေးမှကြည့်ရဟိုးရှင်းကနှုတ်ပါအောင်ရှင်းပြမယ်လေကျမကမကြောက်ဘူးတဲ့တတိယလို့ရှိရင်တော့ရွတ်မှာပဲဒီလိုပဲဧကွာတိရတာဟောဆိုပြီးတော့နောက်ဆုံးပုံနာကြီးလျှော့ပြရတယ်ကြည့်တယ်မှာတတ်ပြမယ်ပြောပြီမလို့မြတ်စွာဘုရားတတိယလို့ရှိရဲ့ဘယ်တော့မှလွတ်မထားဘူးအဲ့ဒါကြည့်ပါနောက်တနေ့ပုံနာတွေလာတဲ့ခါကျတော့သဝဲထိုက်ကိုနေမှရက်လည်းသူပြီးသားတဲ့အိတ်ချင်းမကောင်းတရားအနေနဲ့ပေါ့လေတတရရဝိသေသတိတွေဝဲပြီးတော့ပေါ့လေအဲ့ခံပါတယ်ဒီခင်အဲ့ခံကျွေးမွေးပါတယ်အတီးတီပေါ့လေပုံနာတွေသဝဲထိုက်နေတာသဝဲထိုက်ဆိုတော့သဝဲတွေဟုတ်ပါဘူး
လိုပါပဲကွက်တီချပြီးတော့အဲ့ဒီထည့်ပေးသွားတာပါပဲဘုန်းကြီးတွေဆွကျွေးတဲ့အိန္ဒိယတို့ဒီလိုတော့ဒီတိုင်းပဲအဲ့ဒါအတီးတီထည့်ပေးသွားတာသူခင်မွန်းတဲ့ပုံနာကြီးရှိရောက်တဲ့အခါကျတော့မတော်တဆတည်းမှာချော်လဲသွားတာချော်သွားတာပေါ့တိတ်သွားတာပေါ့ဒါပေမဲ့ပကံဒီပါရီကတော့မကြပါဘူးနည်းနည်းလေးလည်းမြင့်သွားတယ်ထင်ပါရဲ့အဲ့တော့မှခွက်ကလေးအသာချပြီးတော့မြတ်စွာဘုရားရှိတဲ့ဘက်ကိုဥတဲပြီးတော့မျက်နှာမူပြီးတော့ပေါ့လေဥသုံးကြီးချတယ်တဲ့ပါဇက်ကလည်းပဲဘုရားရဲ့ဂုဏ်တော်တွေပေါ့လေဒီနေ့ဇာနိကိစိတဆိုတာပေါ့လေဂါထာ900နဲ့မြတ်စွာဘုရားဂုဏ်တော်တွေချီးကျူးတယ်လို့ကြံ့ငါလို့ပြထားပါလေအဲ့တော့လူကြီးကတော့ဓမ္မနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတာသုံးငိမ်သုံးတာပေါ့ဘဂဝါအရဟတောအရဟတောလောဘဒေါသမောဟစိုက်သောကိလေသာညီကြီးတို့မှာအလွန်လိုကိဝိစင်ကြတော်မူ၍ဒုနဗြဟ္မတရဝပေါင်း၏ပူဇော်သူကိုခန္ဓာမူထိုက်သောသမ္မာသမ္ဗုဒ္ဓတ္တတရားလုံးစုံကိုမဖောက်ဝမြကိုယ်တိုင်ညာအဟုန်စွမ်းဖြင့်စူးစမ်းရှာဖွေကသိမြင်တော်မူသောတတ္တဗဂဝါတောသူဘုန်းတော်6ပါးသခင်ဘုရားရှင်အားနမောဥညုတ်ပါ၏နမောရှိခိုးပါ၏မြတ်စွာဘုရားရှိရဘက်ကျောင်းတော်ရဘက်ကဥညိုပြီးတော့ခုနနမောတတ္တ3ကြိမ်ဆိုပြီးတော့ဒီမှာကြော့တယ်ဆိုတာအဲ့ဒီတော့မှသဝဲထိုင်နေတဲ့ပုံနာတွေဟာလက်ဆက်တတ်တော့ငါအယူဝါဒမတူတဲ့ပုံကိုယ်တွေရောက်ပြီးတော့သူတို့အစားအစာတွေစားနေရပါလားဆိုတော့အကျိုးလည်းပဲစားလို့တဝဲတစ်ပြက်အကျိုးလည်းပဲစားလို့3ကျိုးတစ်ချိုးလောက်အကျိုးလည်းပဲစားစားရှိသေးတယ်ပေါ့အဲ့ဒီပုံနာတွေကတခါတည်းစိတ်ဆိုးပြီးတော့ဇပ်မတူတဲ့ပုဂ္ဂိုလ်ရဲ့အယူဝါဒမတူတဲ့ပုဂ္ဂိုလ်ရဲ့အစားအစာတွေလာရောက်စားရတာပဲဆိုပြီးတော့စိတ်ဆိုးပြီးတော့အကုန်လုံးထပြန်စားတဲ့ဆိုတာကတော့ကြီးအုပ်ကူခဲနဲ့ခြောက်လိုက်တဲ့အခါကျတော့ဝုန်းနဲ့သူကြီးတွေထပြန်တယ်ပုံနာတွေကဝုန်းနဲ့ထပြန်ရတယ်ဆိုတာကိုလို့ပြောတယ်ဒီတော့မှဗာရတော်သာဒီပုံနာကြီးရပါလေသူတဏိဇာနီပုံလေးမှယူမင်းမနေ့ရတဲ့ကြိုရီပြီးတော့တောင်းပါတာဒီအချိန်လေးကိုငါမြင်လို့တောင်းပါလားမင်းကွာတဲ့ဒါလေးတော့ငါတီးမခံနိုင်ဘူးဆိုပြီးတော့ဆဲဆိုကြိတ်မောက်တာရိုက်တော့မရဲဘူးမရဲဘူးအဲ့တော့တင်းကိုမနိုင်လို့ရှိရင်တော့တင်းဆရာကတော့ငါနိုင်အောင်ကြိုးစားရမှာပဲဆိုပြီးတော့ပြဿနာအခက်ခဲကြီးကြံပြီးတော့ပေါ့မြတ်စွာဘုရားကြောက်သွားတာဒီဘက်ကလူဖြစ်လိုက်လို့ရှိရင်အစွန်းမလို့ဟိုဘက်ကဟိုလိုဖြစ်လို့ရှိရင်လည်းအစွန်းမလို့ပေါ့ပုံနာတွေကကတိကတ္တတိမေးတတ်တယ်အဲ့ဒီကတိကတ္တမေးခွန်းနေဆင်ပြီးတော့ဘုရားသွားမေးလျှောက်တာဘုရားလည်းပဲမှာသူကျင်တော့ဖြေပြလိုက်တော့သဘောကျပြီးတော့ဒီလည်းပဲမြတ်စွာဘုရားကြည်ညိုပြီးတော့နောက်ဆုံးရာဖြစ်ခံယူပြီးတော့တရားတွေအားထုတ်တဲ့မှာယန္တာတိဖြစ်သွားတယ်လို့ဆိုပါတယ်အဲ့ဒါတော့ထားပါတော့ဒီမှာပြောချင်တာကတော့တကယ်တရားတွေအားထုတ်လို့အခုလိုသတိပဋ္ဌာန်တရားတွေအားထုတ်ဝိပဿနာဉာဏ်နဲ့အစဉ်တိုင်းတက်ပြီးတော့နောက်ဆုံးအငိမ့်တာနိဗ္ဗာန်ကိုအရိယာမဉ္ဇဉ်ဘုံညာနဲ့ဧကံမျက်မှောက်ပြုလိုက်လို့ရှိရဲ့ဘဒုကဖြစ်မပြည့်ပြည့်နိုင်လောက်တယ်ကောပဋိဋ္ဌိတတတ္ထာပေါ့ပိုင်နေတဲ့တတ္ထာအဓိကမတတ္ထာတရားကြီးရသွားရင်အသက်တတ်ပြမယ်ပြောလည်းပဲလက်ဆင်းခံမယ်ဒါသိကြတယ်ဒါသိအရေးကြီးတယ်နော်သိအရေးကြီးတယ်ဒီဟာနောက်တစ်ချိန်မပြောနိုင်ဘူးနောက်10နှစ်15နှစ်နှစ်20မပြောနိုင်ဘူးအဲ့တော့ဘာသာရှိမရှိတဲ့ပုဂ္ဂိုလ်တွေကတစ်ချိန်မှာသူတို့အားကောင်းပြီးတော့သူတို့ထင်တယ်လို့ပြုခွင့်ရတဲ့အခါမျိုးမှာဒီဘာသာမကိုးကွယ်ရဘူးကိုးကွယ်ရင်တတ်ပြမယ်ဆိုလို့ရှိရင်လက်ဆင့်ခေါင်းနိုင်တဲ့အပိုင်းရောက်ပါမှာဒါပဲဒီဘာသာပြောင်းမှဒီဘာသာဆွတ်မှမဆွတ်ရင်တတ်ပြမယ်တရားကပြောလဲပဲအဲ့ဒီလိုကိုအသက်ဆွတ်နိုင်တဲ့အပိုင်းရောက်ပါအဲ့ဒီလိုအစီစစ်အဲ့ဒီလိုအကျဉ်းမောင်ခံနိုင်တဲ့သရတရားမျိုးမိမိရှိဗလားဆိုတာပေါ့လေဒါစစ်စစ်ရမယ်အခုခေတ်မှာလည်းပဲအဲ့ဒီလိုခိုင်မြဲတဲ့သရတရားမျိုးရနိုင်သလားဆိုတာပေါ့လေရနိုင်တယ်အာထုပတိချာအကျနာအာထုပအာထုလို့ချီရနိုင်ပါတယ်ဓမ္မအဲ့ဒီလိုအကျဉ်းမောင်အချိန်6ပေါ့လေဘဒုကချင်း6ချင်း6မလှုပ်ရှားနိုင်တဲ့ခိုင်မြဲတဲ့သရတရားတဲ့အဲ့ဒါအဓိကမတတ္တခေါ်တယ်ပြီးတော့နောက်တစ်ခုကလိန်ညာပြီးတော့ဖြတ်ပြီးနေမပြည့်ပြည့်နေတဲ့သရတရားဘုန်းကြီးတို့ဘုရားလက်တဲ့တော်ကအမ္ပတ္ထဆိုတာတခါတယောက်ရှိတယ်အမ္ပတ္ထမျိုးပါလားသူကသူရပတ္ထလို့လည်းခေါ်တယ်အဲ့ဒီသူရပတ္ထအမျိုးသားဟာစောစောပိုင်းကတော့အညဒိဋ္ဌိကအခြားအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကိုသူကကြည်ညိုကိုးကွယ်နေတာသူကပစ္စည်းနဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်တွေကိုပစ္စည်းနဲ့ထောက်ပံ့ဥပဋ္ဌကတူပါပဲတစ်ချိန်မှာမြတ်စွာဘုရားကမိုးတော်ရာအခါစိတ်ကြဝဠာတတိုင်းလုံးကိုတပ်ပိဋကညာကိုယ်ရကြီးနဲ့ပေါ့လေအုပ်ပြီးတော့ကြည့်တဲ့အခါဒီသူရပတ္ထတပိဋကညာကိုယ်ရထဲရောက်နေတာတွေ့ပါတယ်တွေ့တော်မူပါတယ်ဘယ်လိုအခြေအနေရှိသလဲလို့ကြည့်တဲ့အခါမှာသောတပ္ပ
ဖြစ်နိုင်လောက်တဲ့ဥပနိတယကောင်းပါရမီကောင်းရှိတာတွေ့တာကိုငါကြွလို့ရှိရဲ့ဒီပုဂ္ဂိုလ်ဟာသရတရားဖြစ်နိုင်တာဖြစ်နိုင်ဘူးလားစီးစိတဲ့ခါကျတော့သရတရားဖြစ်တယ်။မြတ်စွာဘုရားတပါးလည်းပဲကြွပါတယ်။အနေဝလင်းတော့အိမ်ဝဆိုင်တဲ့အိမ်ဝရောက်တယ်။အဲ့တော့အိန္ဒိယထုံးစံကတော့တခြားယူဝါဒရှိပေမဲ့လို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဒီအိမ်နမိတ်ရောက်လာပြီတကားဝဆိုင်လာပြီဆိုလို့ရှိရင်တော့အယုသေးတော့တဲ့သူတို့ညီချင်းမှုရတော့ပေးလိရှိပါတယ်။အစားတောက်တွေပါလေလှူလိရှိပါတယ်။အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားကိုအိမ်နဲ့ပြင်ပြီးတော့ဆွန့်ကပ်ပါတယ်။ဆွန့်ကပ်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်သုံးမောရဏတရားဟောတယ်။ပြီးတော့သုံးမောရဏတရားဟောပြီးနောက်ပိုင်းမှာသမုဂ္ဂဏိကဓမ္မဒေသနာဆိုတာပေါ့လေသစ္စာလေးပါးတရားဟောလို့ရှိတယ်။ဘယ်တော့မှမြတ်စွာဘုရားသစ္စာလေးပါးတရားလှုပ်ပြီးတော့ပြီးတတ်တာမရှိဘူး။သစ္စာလေးပါးပါရာကြီးပဲပြည့်ပြည့်သမ ्या သင်္ခါရဒုက္ခသစ္စာလေးဆိုတာဒါလေးရှုရမယ်မှတ်ရမယ်။သမုဒယသစ္စာပယ်ရမယ်၊ယောသစ္စာမျက်မှောက်ပြုရမယ်၊မေဃသစ္စာပွားရမယ်ဆိုတာပေါ့လေတိပဲစိုက်ပွားသိစရာတွေတီးဖို့ပယ်စရာတွေပယ်ဖို့စိုက်စရာတွေစိုက်ဖို့နဲ့ပွားစရာတွေပွားဖို့လုပ်ငန်းစဉ်နဲ့အတူပေါ့လေမြတ်စွာဘုရားကဟောကြားလိမ့်ရှိတယ်။ဒါမြတ်စွာဘုရားဟောကြားတဲ့ဒေသနာအစဉ်လျှောက်ပြီးတော့မြတ်စွာဘုရားမျက်မှောက်မှာပဲရှုမှတ်ပွားများလို့ဥပဒနာဉာဏ်နဲ့အစဉ်တိုင်းတက်ပြီးတော့သတ္တဗာဖြစ်သွားကြတယ်ဆိုတာမှတ်ထားတယ်။ထူးကြတယ်ပါရမီရှိတဲ့ပုဂ္ဂိုလ်တွေဆိုဘာကြတာမဟုတ်တခဏလေးပဲအဲ့ဒါမြတ်စွာဘုရားလည်းပဲသူ့ချုပ်ဖို့လာတော့သူရပတ္တကျွတ်တောင်းဝင်သွားတဲ့ကိစ္စပြီးပြန်ချသွားသူရပတ္တလည်းလိုက်ပြီးတော့ပို့ပါတယ်ပြန်လာအမြဲတမ်းအနှောက်အယှက်ပြုတ်ပြီးတော့အဖြစ်သဘောမျိုးနဲ့ပေါ့ဒီမြတ်စွာဘုရားပါရမီဖြည့်နေတဲ့မာနကသူရပတ္တကတော့ဗုဒ္ဓဂေါရမတရားကြီးနာကြားလို့ဘယ်လိုအခြေအနေစိုက်သွားတယ်လဲမသိဘူးငါဘက်ကငါနယ်ကလူဟုတ်သေးသလားဂေါရမလူပဲဟုတ်သွားသလားဖြစ်သွားပါလားဆိုတာဒီကံတိရအောင်ဆိုပြီးတော့ဘုရားရောက်ဆောင်ပြီးတော့သူကလာပြီသူရပတ္ထအိမ်ရဲ့အဝကုဏမြတ်စွာဘုရားရပ်တော်မူတဲ့နေရာမှာလာပြီးတော့ရပ်တဲ့သူရပတ္ထကဒီမှာလှည့်ကြည့်တဲ့အခါကျတော့ဒီမှာဘုရားရောက်ဆောင်ထားတဲ့မာနသွားတွေ့တာကိုအဲ့တော့ဘုရားပဲရဲ့လို့ဆိုပြီးတော့သူရပတ္ထကပြာပြာတလဲနဲ့ပေါ့လေဒီမှာဘုရားရောက်ဆောင်ထားတဲ့မာနထချင်းကတ်တယ်ဘယ်နဲ့လဲမြတ်စွာဘုရားစောစောပိုင်းကမကြခင်ကပဲကြွသွားတယ်အခုပဲဒီမှာချက်ချင်းလို့ပြန်ကြွလာတယ်ဒါဘုရားတို့မြည်ဒီပါအကြောင်းမရှိဘဲနဲ့ကြွရုံထုံးတာမရှိဘူးပေါ့လေအကြောင်းရှိလို့သာကြွမှာပဲပေါ့ပြီးတော့မေးတယ်မာနကိုဆောင်ထားတဲ့ဘုရားရောက်ဆောင်ထားတဲ့မာနကိုမြတ်စွာဘုရားပါကိစ္စကြွလာဟာသူတော်မတ်တကြီးခုနတကားကိုတရားဟောတော့ငါတဲ့တချို့ချွတ်ချွတ်ချော်ချော်လေးတွေဟောထားခဲ့တာရှိတယ်တဲ့အဲ့ဒါလေးပြန်ပြင်ရင်လို့ဖြစ်ပြသမျှယုံနာသင်္ကာရတရားတွေဟာမမြဲဘူးလို့ဟောထားခဲ့တယ်တဲ့အခုလမ်းရောက်လို့ပြန်စဉ်းစားမိတဲ့အခါကျတော့တချို့ကဒီမြဲနေတာဒီတွေးနေသေးတယ်တဲ့ယုံနာတရားတွေကမမြဲတာရှိသလိုမြဲတာလည်းရှိတယ်တဲ့အဲ့ဒါလေးကပြင်ရင်လို့ဒီလိုကိုကြည့်ဖို့ဘုရားတို့အရိယာစေမရောက်သေးတဲ့အခုဓမ္မဥပဒနာအားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တွေပဲကြည့်ဖို့ကိုယ်ရဖြစ်ဖြစ်သမျှတွေဟာဖြစ်ပြီးတော့ဖြစ်တဲ့တိုင်းတီးနေတာများတွေ့ရလားအကုန်လုံးပေါ်ပြီးတော့ပျောက်ခဲ့မှာဖြစ်ပြီးတော့ပြက်တာကြီးဟုတ်တယ်မလားမြင်ပြီးတော့ပျောက်ကြားပြီးတော့ပျောက်နားပြီးတော့ပျောက်စားပြီးတော့ပျောက်ထိပြီးတော့တီးပြီးအကုန်လုံးပျောက်နေတာအခုတည်းမှာအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာတဲ့ယုံနာသင်္ခါရတရားအချို့ကဖြစ်ပေါ်ပြီးတော့ကွယ်ပြောက်သွားသလိုတီးရခိုင်မြဲနေတာလည်းရှိတယ်ဆိုတော့စကားနှစ်ခွပြောတော့ဘယ်လိုနေမလဲကဲယုံမလားဘုန်းကြီးတို့နှုတ်နေတဲ့ယောဂီများအနေနဲ့တောင်မှယုံမလားမယုံဘူးခုနအရိယာဖြစ်ရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုတော့ပိုးမယုံမှာပါဟုတ်တယ်မလားဟာဒီစကားတဲဝင်လေးတဲ့စကားပဲကိုယ်တိုင်လည်းပဲဓမ္မအားထုတ်ထားတာကိုရှုမှတ်ထားတာသိနေပြီဟုတ်တယ်မလားတဲဝင်လေးတဲ့စကားပဲဒီစကားတော့ဘုရားစကားတော့ဟုတ်ဟာမတူဘူးလောကမှာလည်းပဲမာနဘုရားကိုအမြဲတမ်းအနှောက်အယှက်ပေးနေတာသာသနာအမြဲတမ်းအနှောက်အယှက်ပေးနေတယ်ဆိုတာရှိတယ်ဒီကံတည်းဟာဘုရားစိတ်တော့ဟုတ်ပုံမပေါ်ဘူးဘုရားရောက်ဆောင်ထားတဲ့မာနပဲဖြစ်မှာပဲဆိုပြီးတော့ဗောလေသင်ဟာမာနလားဆိုတော့တဲလို့မိတယ်အရိယပုဂ္ဂိုလ်မေးလိုက်တဲ့ဟာကိုခုနဘုရားရောက်ဆောင်ထားတဲ့မာနကမကွက်နိုင်တော့ဟုတ်ပါတယ်တဲ့သူမာနပါပဲတဲ့သင်စိတ်ကိုစမ်းကျင်လို့ဗောလေဒီမှာလာပြီးတော့ဘုရားရောက်ဆောင်ပြီးတော့အလွဲချော်ဒီဗောလေဒီမှာပြောရပါတယ်ဗောလေဒါနဲ့သူရံပဋ္ဌာကသင်ဟာကျုပ်နဲ့နမိတ်အတွင်းကထွက်သွားပါတဲ့ဒီမှာမနေပါနဲ့တဲ့လက်ဖြောက်ကြည့်ပြီးတော့တခါတည်းဓမ္မနှင်ထုတ်လိုက်တာမနာလည်းထွက်သွားတာပဲဟုတ်လားဓမ္မကြည့်တကယ်လို့ဒါလေ
အရိယာဖြစ်မရောက်သေးဘူးဆိုလို့ရှိရင်အလေးညာကောင်းတဲ့ပုဂ္ဂိုလ်တွေကဘာလဲပြောကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမလားလာပြီးတော့ပြောမယ်ဆိုဘယ်လိုနေမလဲပိုင်းပါမှာပေါ့ဟုတ်တယ်မလားပိုင်းပါမယ်အခုဒီမှာအရိယာဖြစ်ရောက်ထားတယ်ဆိုတော့ကိုရိယာဖြစ်နေမြယုံနဲ့သင်္ကာရတရားတွေကဖြစ်ပြီးတော့ဖြစ်တဲ့တိုင်တီးနေတာမဟုတ်အကုန်လုံးဒီမှာပျောက်ပြက်နေလိုက်ဖြစ်သည်မြယုံနာတရားတွေအကုန်လုံးဒီမှာမမြဲတဲ့တရားတွေကြီးပဲမမြဲတာပြီးတော့အကုသိုလ်မှုတဲ့တရားတွေကြီးသူ့ဘက်တိုင်းဖြစ်တာတွေအတွေ့နေတာပဲရှင်းနေတယ်မဟုတ်လားမမြဲပုံဆင်းရဲပုံသူ့ဘက်တိုင်းဖြစ်ပုံလေးတွေကကိုယ်ပိုင်ညာနဲ့ရှင်းနေတယ်ဆိုတော့ကဲလာပြီးတော့ညာလို့ရပါမလားလှိမ့်လို့ရပါမလားမရဘူးပေါ့မရလို့ဓမ္မဒီစကားသိဝင်လေးတဲ့စကားပဲဒါဘုရားစကားတော့မဟုတ်ဘူးဧကန္တဓမ္မဘုရားနှောက်ရက်ပေးနေတယ်မာနဖြစ်မှာပဲဆိုတာတဲတိုးပဲမေးလို့မာနကနောက်ဆုံးကိုခံရတယ်မို့လားဟုတ်တယ်မလားအဲတော့တကယ်အစစ်အမှန်တရားတွေ့ထားရင်ဘယ်လောက်ပဲလိမ်ညာပြီးတော့ဖြစ်မပြည့်ဘူးယုံကြည်မှုဟုတ်တယ်မလားယုံကြည်မှုရိမ့်ရိမ့်မသွားဘူးပဋိဋ္ဌိတဟုတ်တယ်မလားဆွေးမြက်ခိုင်ကနေပြီဟုတ်တယ်မလားဆွေးမြက်ခိုင်ကနေပြီဆိုတော့သူများလာလင်းလို့မရဘူးဟုတ်လားဟုတ်မဟုတ်မျက်စိမိတ်ပြီးတော့အရယုံကြည်တာမှမဟုတ်ပဲဓမ္မတရားထုတ်နေတဲ့အခါမှာယုံနာတိယုံနာကြောင့်ယုံတိအတိညာလေးတွေတစ်စင်ပြီးတစ်စင်တက်သွားတာမလားတက်သွားတော့တရားလေးတွေကလည်းဟုတ်တယ်ဆိုတာကစွဲလာမြဲလာအဲနောက်ဆုံးငြိမ့်တာနေမှတွေ့သွားတဲ့ခါကျတော့ဖြစ်လို့ရပါမလားပဋိဋ္ဌိတတ္တတဲ့အဓိကမတတ္တအဲ့ဒီတရားမြဲသွားတာဒါကိုညာလို့မရဘူးအရိယပုဂ္ဂိုလ်ညာလို့မရဘူးဟုတ်တယ်မလားသူမပိုင်တဲ့တချို့လောကီကိစ္စတို့ဘာကိစ္စတို့မှာပေါ့လေဒါလည်းညာလို့ရတယ်ရမှာပေါ့ဒီလက်တွေ့အားထုတ်ရတဲ့တရားနဲ့ပတ်သက်လို့တော့သူဘယ်နည်းနဲ့မှညာလို့မရဘူးဘုရားတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်လို့တော့ဘယ်တော့မှညာလို့မရဘူးဟုတ်တယ်မလားဒါဆွဲသွားပြီမြဲသွားပြီခိုင်သွားပြီဒါသိကြတယ်ဒီမနလည်းပဲသွားပြီးတော့သူရပတ္တကမြတ်စွာဘုရားထာမောရောက်ရှိပြီးတော့ဒီလိုပဲမြတ်စွာဘုရားကြွသွားတဲ့အခါမှာမနကဘုရားအောင်ဆောင်ပြီးတော့သူတရားကိုလာပြီးတော့ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့လေနောက်ဆုံးမပြည့်ပြည့်ဘူးဆိုတဲ့အကြောင်းမြတ်စွာဘုရားလျှောက်ပြတဲ့ခါကျမြတ်စွာဘုရားကယရဏသုံးပါးကိုစိကကိုးကွယ်တဲ့ဥပဒကာဒီထဲမှာဆိုလို့ရှိရင်ဟောဒီသူရပတ္ထဟာတဲ့ထိတ်တန်းကြတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့ပေါ့လေဣတရေအရာထားတယ်အက္ခဆိုတာကဟိုမြင့်မြတ်တာပေါ့အခုလူကြီးချွန်တို့ဘာလို့ဆိုတာမျိုးဟုတ်လားမလားချွန်တာချွန်ဆုံးပဲတဲ့အမြင့်မြတ်ဆုံးပဲတဲ့ဣတရေအရာထားတယ်အဲ့တော့သူရပတ္ထတို့လို့ပေါ့လေဣတရေအရာမရတော့မှအလိညာမခံရဘူးဆိုတော့ပါပြီဟုတ်တယ်မလားအဲ့တော့အခုဘဝသာသနာတော်ကြီးနဲ့ကြုံကြိုက်ထုတ်ပြီးတော့မိကောင်းဆွေကောင်းဆရာသမားကောင်းတွေလည်းတွေ့တော့ကိုယ်ကလည်းပဲအရွယ်ရှိတော့ကျမ်းမာရေးကောင်းတော့အစစရအစဉ်ပြေတော့မှာပေါ့လေအခုလိုသတိပဋ္ဌာန်တရားတွေအာမထုံပြီးပဲနဲ့လူမှုကိစ္စစီဝါရေးကိစ္စအိမ်တော်ရေးကိစ္စကာမဂုဏ်ကိစ္စတွေလည်းပဲအချိန်ကုန်ပြီးတော့သွားမယ်ဆိုရင်ဘုန်းကြီးတို့ဒီတရားတွေအာမထုံပြီးတော့တရားကလာပါမလားဒီဥပဒနာဉာဏ်ကြီးမပြည့်စုံဘူးဆိုလို့ရှိရင်ခုနအရိယပုဂ္ဂိုလ်ကြီးတာနာမှာဖြစ်တဲ့ပဋိဋ္ဌိတတ္တအဓိကမတရားဖြစ်ပါမလားမဖြစ်ဘူးဆိုလို့ရှိရင်ဒီဘဝမှာပဲအပြောကောင်းဟောကောင်းအဆွဲကောင်းတဲ့ပုဂ္ဂိုလ်တယောက်နဲ့သွားတွေ့ရင်ကြောက်ရွံ့တောင်းမှပြုံးလာလောက်အောင်အပြောကောင်းတဲ့ပုဂ္ဂိုလ်တယောက်နဲ့သွားတွေ့ဘယ်လိုနေမလဲဒီယရဏသုံးပါးကိုသာသနာ့တဲ့ဝင်ပြီးတဲ့တရားဘာဖြစ်လို့ပြည့်သွားနိုင်တယ်ပျောက်သွားနိုင်ဟုတ်လားမလားဒီဘဝကတော့မပျောက်တော့မှနောက်ဘဝဒီပျောက်နေွယ်ရှိတယ်မလားအဲ့တော့ဒီဘဝစပြီးတော့ဘဝဆက်ပေါ့လေဘတုကဖြစ်ဘတုကလိန်ညာပေါ့လေမပြည့်ပြည့်နိုင်တော့တဲ့ခိုင်မြဲတဲ့အဓိကမတတ္တတဲ့အဲ့ဒါရရှိပါကုဏရေးကြည့်ပါတဲ့ဟုတ်တယ်မလားရေးကြည့်တယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကတတ္တသာတုပဋိဋ္ဌိတာဟုတ်လားဒီဝဗုဒ္ဓတိလို့ရနေမိလျှောက်လာညာဩဒဂနာတပဋိဋ္ဌိတာဘိဝဖြစ်မပြည့်ပြည့်နိုင်တော့တဲ့တိရခိုင်မြဲပါမူကတတ္တတာရုကောင်းသောတိရခိုင်မြဲလျင်တာရုကောင်းသောအရာဒီကတတ္တယုံကြည်မှုတရားပဲဒါပြောတာဟုတ်လားကဲအဲ့ဒါလေးဆိုကြအောင်တိရခိုင်မြဲရင်ကောင်းတာပဲဟာလေတိရခိုင်မြဲရင်ကောင်းတာတတ္တတရားပဲတိရခိုင်မြဲရင်ကောင်းတာပဲဟာလေတတ္တတရားကိုခုနခွဲပြတဲ့တရားလေးမျိုးထဲမှာဘယ်တရားလေးထည့်တော့
အဓိကမတတ္တာအဲ့ဒါမလားအဓိကမတတ္တာမဲ့ဖြင့်ပြီးပြီပိုင်ရမိအဓိကမခေါ်တဲ့အဲ့ဒါလေးဆိုပြီးတော့ဒီမှာတရားသိညာတဏှာကြီးတော့ကြောသွားပြီမဲ့ဖြင့်ပြီးပြီပိုင်ရမိအဓိကမခေါ်မဲ့ဖြင့်ပြီးပြီပိုင်ရမိအဓိကမခေါ်မဲ့ဖြင့်ပြီးပြီပိုင်ရမိအဓိကမခေါ်ကျန်တဲ့ဩကပ္ပနတတ္တာနဲ့ပတာရတ္တာကျန်ပြီးတဲ့နောက်ခါကျမှဆက်ပြီးတော့ပြောရမှာဒီကာရကာလေးတွေထည့်ရမယ်ဒီဒါပဲတော့ကြပါစို့ယနေ့ယခုတတ္တာတာဓုပဋိဋ္ဌိတာဆိုတဲ့အပိုက်မှာတတ္တာကိုသူ့တဘာဝသူ့ရဲ့ကွဲပြားခြားနာချက်အဲဒီကွဲပြားခြားနာချက်ထဲကအာဂမတတ္တာနဲ့အဓိကမတတ္တာဒီနှမျိုးကိုလုပ်ငန်းစဉ်နဲ့ဆက်ဆက်ပြီးတော့ဖြည့်ရှင်းပြတဲ့ဓမ္မဒေသနာတို့ယူသေးစွာနာဂမတတ္တဓမ္မသမဏကုသကစေရနာရိအစွမ်းအာနုဘောကြောင့်တရားနာပိဋကဘုံယောဂီသူတော်ကောင်းတို့သည်အခုလိုသာသနာတော်ကြီးနဲ့ကြုံကြိုက်ခိုက်ဘုရားရှိတရားရှိသံဃာရှိကိုအခြေခံတက်ဝေယုံကြည်တဲ့သရတရားလက်ကင်ထားပြီးတော့တတိပဋ္ဌာန်နယ်ထဲမှာတတိပဋ္ဌာန်လုတ်သားကောင်းတယောက်အနေနဲ့ကိုယ်တည်းကကာဝရဏစိတ္တဓမ္မအာယုန်၄ချက်ဖြစ်ွက်၄မျိုးကိုသူဖြစ်ခိုက်မှလိုက်ပြီးတော့မပြတ်မလားဆွဲမြဲစွာရှုမှတ်လို့ရှုရအောင်ဒီမှာစိတ်ကလေးစိုက်ကြပြီးတော့သဘောမှန်လေးတဆင်ပြီးတဆင်တိသဘာဝလောက်သရတရားလေးတွေကလည်းပဲတဇစွဲမြဲခိုင်ကြပြီးနောက်ဆုံးယုံနာဓမ္မချုပ်ခြင်းနဲ့နိဗ္ဗာန်ကိုအရိယာမညာဖွညာနဲ့မျက်မှောက်ပြုပြီးဘဒုကဖြစ်မပြည့်ပြည့်နိုင်လောက်တဲ့ပဋိဋ္ဌိတတတ္တာခေါ်တဲ့အဓိကမတတ္တာမျိုးရရှိပြီးတော့ဘဝတစ်လျှောက်လုံးမှာပစ္စည်းနဲ့ဖြာရောင်လည်းမပြတ်တတ်ပြစ်မဲ့ပြောမပြတ်လိန်ညာပြီးတော့ပြောမပြတ်အဲ့ဒါလို့အာမခံချက်ရှိတဲ့သရတရားမျိုးပြည့်ဝတဲ့ကျိုးစားပွားများအထောက်နိုင်ကြပါစေ